ဒီနေ့နော်ကျွန်တော်တို့ဒါဒုတိယကြိမ်မြောက်ပေါ့အေရှလူစီဘာကောက်မှာဆာမာကမ်လုပ်တာဘုရားကျေးဇူးတော်တက်ကြောင်းကျွန်မကနှစ်လုံးမှာပါဝင်ခွင့်ရတယ်နော်အထူးပဲဝမ်းမြောက်ပါတယ်လို့အထူးသဖြင့်ဒီနှစ်ကပို့ပြီးတော့ဆူပြပြနော်ပို့ပြီးတော့လန်းဆန်းခံစားရတယ်နော်တကယ်ပဲဝိညာဉ်တော်ဘုရားရဲ့မျက်မှောက်တော်ထူထပ်စွာကျွန်တော်တို့အလယ်မှာရှိတယ်ကျွန်တော်တို့ငယ်တော့ဆိုတင်တန်းလုပ်ရင်လေဆာမာကမ်ဆိုကျွန်တော်တို့10ရက်နော်10ရက်တိအခါတဲ့နေ့ရောညရောအဲ့လိုလုပ်တာဆိုတော့ပရမတရက်2ရက်လောက်အချိန်လေးနဲ့သွားဒုတိယတတိယနောက်ဆုံး9ရက်မြောက်10ရက်မြောက်လောက်ကျမှဝိညာဉ်တော်ကအလုပ်လုပ်တယ်အဲ့လိုခံစားခဲ့တာပေါ့လေနော်အခုတော့ဝိညာဉ်တော်ကကျမတို့ကိုနေပယ်တစ်ထဲမှာပို့ဆောင်တယ်စပြီဆိုတာနဲ့ကိုဝိညာဉ်တော်ကအလုပ်လုပ်တယ်ဟာလေလုယာတကယ်တမ်းပြောမယ်ဆိုတော့မစခင်ကလေးရအောင်နော်ဝိညာဉ်တော်ကလူတွေရဲ့နှလုံးသားထဲမှာနှိုးဆော်နေပြီးအားလုံးကစာငတ်ကြတယ်ဒီကာလမှာခက်ခဲလေလူတွေကနှုတ်ကပတ်တော်ကိုစာငတ်လေအဲ့ဒါကဘုရားရဲ့ကောင်းကြီးဖြစ်ပါတယ်ဟာလေလုယာလောကဆိုတာတော့ဒုက္ခဆင်းရဲတော့ကြုံရမှာပဲလေနော်မကြုံရဘူးဆိုရင်လည်းကျမ်းစာကမှားတယ်လို့တောင်ပြန်ဖြစ်တယ်ဆိုတော့ဒုက္ခဆင်းရဲတော့ကြုံရမယ်သို့တော်လည်းအဲ့ဒီကာလထဲမှာဘုရားသားသမီးတွေကနှုတ်ကပတ်တော်ကိုစာငတ်လေဘုရားကိုတာ၍ချစ်လေဘုရားစီကိုချင်းကပ်လေဘုရားကိုတာ၍တည်ချင်းတိုးပွားလေဆိုရင်ကျွန်တော်တို့ကဝိညာဉ်ရေးရာအမျက်ထွက်တော်သူတွေဖြစ်တယ်ဟာလေလုယာနာမရှိလို့ပြောပါဝိညာဉ်အမျက်ထွက်စေပါလို့ပြောရအောင်နော်လောကရဲ့အမျက်ကတော့ပြန်ရှုံးနိုင်တယ်ဝိညာဉ်အမျက်ကပြန်မရှုံးတော့ဘူးဟာလေလုယာဒီနေ့သင်ရတဲ့နှုတ်ကပတ်တော်ကတသက်လုံးတင့်အထဲမှာပါသွားမယ်တိုးပွားအောင်မှာဖြစ်တယ်ဒါကြောင့်ဘလောက်ခံယူဖို့တင့်တယ်လဲဆိုတော့နော်လောကစီးပွားရေးလုပ်တာကတော့တစ်ခါလုပ်တယ်မြတ်တလို့ရှိတယ်နောက်တစ်ခေါက်ပြန်ရှုံးသွားနိုင်တယ်နောက်တစ်ခေါက်ပြန်မြတ်နိုင်တယ်ဒါပေမဲ့ဖရားထဲမှာကျွန်တော်တို့ရတဲ့ဝိညာဉ်ရေးကအမျက်ကကြတော့တစ်ခုပြီးတစ်ခုထပ်ဆင့်ပြီးတော့သူတိဆောက်သွားတာဖြစ်တယ်ဒီနေ့ဖရားကိုတည်ခြင်းမနေ့ပြန်မှာဖရားကိုတည်ခြင်းပေါင်းလာတဲ့ခါမှာနော်ကြာလာတဲ့ခါသင်ဟာခိုင်ခန့်သောယုံကြည်သူနော်ဘာကမှတွန်းလဲလို့မရတော့တဲ့ယုံကြည်သူဖြစ်လာမှာဖြစ်တယ်ကုန်ခဲ့တဲ့အောက်တိုဘာလတုန်းကကျွန်မကလေးမျိုးမှာတင်တန်းပေးဖို့ရန်အတွက်အမျိုးသမီးတင်တန်းပေါ့ section တစ်ခုကနေပြီးတော့ခေါ်တဲ့အတွက်ကျွန်မသွားတဲ့ခါမှာတကယ်ကိုလူအနေနဲ့ကြည့်ရင်တော့အပေါ်မှာလေရင်တွေပြန်ဝဲနေတယ်နော်လေရင်ဆိုတာလူစီးတဲ့လေရင်တွေမဟုတ်ဘူးပေါ့ဆိုတော့တော်တော်လေးကိုကြောက်စရာအခြေအနေရှိတယ်ဒီကြားထဲမှာလည်းသူတို့ကစကြော်ညာတာပေါ့ကလေးမျိုးရဲ့ဘယ်နာအထီးကဘယ်ရွာတွေအထီးကတော့3ရက်အတွင်းမြန်ရှောင်းမရှောင်းဘူးဆိုရင်တော့ဒါနင်တို့ပဲတာဝန်ယူရမယ်စသဖြင့်အမျိုးပြောလာတဲ့ခါမှာလေအမျိုးသမီးတွေကနော်မိခင်ကြီးတွေကရတဲ့အထုပ်ကလေးဆွဲပြီးတော့ကလေးမျိုးပေါ်ပြေးလာကြတာအဲ့ဒီမှာကျွန်တော်တို့တင်တန်းလုပ်တယ်တင်တန်းမှာအောစရာတိတ်ကောင်းတယ်နော်အမျိုးသမီးတင်တန်းအဲ့လိုကာလမှာ1000ကျော်လာတက်တယ်ဟာလေလုယာမနေ့7နိုင်ခွဲစမယ်လို့ကျွန်တော်တို့ကြော်ညာထားတာ9နိုင်မှာဖျားချောင်းပြည့်ပြီဒီလိုမျိုးထိုင်ခုံတောင်ထဲဖို့မဆန့်တဲ့အတွက်မြေကြီးပေါ်မှာမိုးကာတွေခင်းပြီးတော့ဒီလိုလေးကျုံလေးထိုင်ကြတာအပေါ်ပါတော့မထွက်ကြဘူးနော်သူတို့နေရာပြောက်သွားမှာဆိုလို့ဖျားချောင်းအထဲမှာမဆန့်တော့ဟိုအပေါ်ထက်နော်အဲ့ဒီအပေါ်ထက်မှာမဆန့်တော့အပြင်မှာမြေကြီးပေါ်မှာစပီကာနဲ့နားထောင်ပြီးတော့လူ1000ကျော်အမျိုးသမီးကြီးပဲ1000ကျော်မနေ့ကနေပြီးတော့ညနေထိအော်ဘယ်ကြီးမားသောနိုးထမှုဖျားပေးတယ်ဟာလေလုယာအခမ်းအနားတွေနော်အဆောက်အဦတွေအဆောင်ရောင်တွေကောင်းပါတယ်ဒါပေမဲ့နှလုံးသားရှိတယ်ဆိုရင်တော့ဖျားကိုစာငတ်တယ်ဆိုရင်တော့အဲ့ဒီနေရာမှာဖျားကကြီးမားစွာအလုပ်လုပ်တာဖြစ်တယ်ဟာလေလုယာဒီနေ့လောကအရာတစ်ခုရဖို့တောင်မှကျမတို့အပတ်တကုတ်စ조사တယ်ဆိုရင်ဖျားကိုရဖို့ရအတွက်တာ၍အချိန်ပေးတင်တယ်တာ၍အဖို့ခပေးတင်တယ်ဟာလေလုယာအနာမရှိလို့ပြောပါအောင်တင်ရွေးတာလုံးဝမမာဘူးလို့ပြောပေးပါအောင်ဟာလေလုယာငါကိုရှာတော်သူငါကိုစိတ်နှလုံးအကျွမ်းမဲ့တဲ့စ조사ပြီးရှာတော်သူဟာငါကိုတွေ့တယ်တဲ့ငါ၌စီးစိမ်နဲ့ဂုဏ်အသရေရှိတယ်လို့ဘုရားကပြောတယ်တုတ်တန်ကျမ်းထဲမှာဟာလေလုယာဘုရားကိုရှာတဲ့အခါမှာစိတ်နှလုံးကျွမ်းမဲ့တဲ့သာရှာဘုရားကိုရပြီဆိုရင်စီးစိမ်လည်းရှိတယ်ဂုဏ်အသရေလည်းအဲ့ထဲမှာရှိတာဖြစ်တယ်နော်ဘုရားကပြည့်စုံလွန်းတော်ဘုရားဖြစ်ပါတယ်တခြားဟာတွေရှာရင်တစ်ခုချင်းစီရှာနော်တစ်ခုရလိုက်တစ်ခုမရလိုက်ဖြစ်မယ်ဘုရားကိုရရင်တော့အလုံးစုံရတာဖြစ်တယ်ဟာလေလုယာအကြောင်းမလို့ဒီနေ့သင်နော်တရက်တာမနေ့ပြန်တရက်တာ2ရက်ကလေးပဲအချိန်ပေးရတယ်ဒါပေမဲ့ရသွားမဲ့အရာကတော့ရွှေငွေအထောင်အသောင်းထက်တာ၍မြတ်သောကောင်းကြီးမင်္ဂလာဖြစ်ပါတယ်လို့ဟာလေလုယာအယံဝမ်းမြောက်ပါတယ်အားလုံးရောဝမ်းမြောက်ကြရဲ့လားဖခင်ပြင်ဆင်ပေးတဲ့အချိန်နာကြီးကအကောင်းဆုံးဖြစ်ပါတယ်အာမင်ဘာလို့လဲဆိုတော့ဒီလိုအချိန်တစ်ချိန်ရဖို့မလွယ်ကူပါဘူးเนาะဒီကာလမှာလူတွေအားလုံးသိပါတယ်ကျွန်တော်တို့လက်ထဲမှာဘာမှမရှိဘူးเนาะအာမခံချက်ဆိုတာဘာမှမရှိဘူးမနေ့ပြန်နေထွက်လာလိမ့်မယ်လို့မထင်နဲ့เนาะ
မနေ့ပြန်မှာလာကရကိုရမယ်လာကုန်ပြီဖြစ်တဲ့အတွက်မထင်နဲ့တော့လောကမှာဘယ်ရမှအာမခံချက်မရှိတော့တဲ့ကာလဟာဒီကာလဖြစ်တယ်ဖခင်တပါးတည်းပဲအာမခံချက်ဖြစ်တယ်ဟာလေလုယာအဲကြောင့်တွေ့တဲ့အချိန်နော်ရတဲ့အချိန်ကိုတန်ဖိုးထားရအောင်ဒီအိမ်ငတ်ရင်လည်းအချိန်ကကုန်သွားမှာပဲစိတ်လေလူရင်လည်းအချိန်ကကုန်သွားမှာပဲအမိရဖမ်းဆုပ်ရင်လည်းအချိန်ကကုန်မှာပဲဆိုတော့တင့်ခွဲရန်မနစ်နာဖို့ဘုရားကောင်းကြီးပေးပါစေချစ်ရတဲ့သူတွေပြန်တွေ့ရတာအယောင်ဝမ်းမြောက်ပါတယ်နော်ကြိလိုက်တာနဲ့မိသားစုဝင်တွေနော်ဒီမှာအများကြီးပဲပြန်တွေ့ရတယ်လာနေစေလူတွေလည်းရှိတယ်ဖုန်းဆက်ကြတယ်ဂျေဇုတင်တယ်နော်ဒီခမ်းမဒီနေရာလေးပြည့်ရှံတဲ့အထိဘုရားကပို့ဆောင်ပေးရတဲ့အတွက်ဂျေဇုတင်တယ်ဒီနေ့အတွက်ကျမတို့ဆမ်မာကမ်အတွက်ဆူတောင်းတဲ့အခါမှာကျမတို့ဒီသာသနာပေါ့အထူးသဖြင့် HIM သာသနာအတွက်တော့ကျွန်တော်ရန်ကုန်ကို base လုပ်တာဖြစ်တယ်စင်ကာပူကနေလည်းတချို့ဆရာကင်တို့မှဆက်၍လာကြမယ်မုံရွာကနေလည်းဆရာမတချို့เนาะလာနိုင်တဲ့လူတချို့လာကြတယ်ဆိုတော့ကျွန်တော်တို့ HIM သာသနာတစ်ခုလုံးရဲ့ base เนาะဒီ summer တိုင်းမှာကျွန်တော်တို့ကရန်ကုန်မှာလုပ်တာဖြစ်တယ်ဘန်ကောက်တင်းတော်ကတော့ထူးရှယ်ကောင်းကြီးခံစားရတယ်ဟာလေလုယာကျွန်တော်ရဲ့သာသနာမှာ summer camp တီးတက်လုပ်တာဒီတနေရာပဲရှိတယ်เนาะအဲကြောင့်အရန်ဂုဏ်ယူရအောင်ဟာလေလုယာဆိုတော့ဒီ summer camp အတွက်ကျွန်တော်တို့ဆူတောင်းပြင်ဆင်တဲ့အခါမှာဒီနှစ်အတွက်ဖျားပေးတဲ့ခေါင်းစဉ်ကတော့ new season ဖြစ်ပါတယ် new season เนาะယာတီအသစ် hallelujah ကာလအသစ်ဖျားပြင်ဆင်ပေးမယ်ဆိုတော့ဂတိတော်ကိုကျွန်တော်တို့ရပြီးမှဒီ summer camp ကိုပြင်ဆင်တာဖြစ်ပါတယ်လောကမှာယာတီတွေအသီးသီးရှိတယ်เนาะယာတီဆိုတာ ਨੇ အဲ့ဒါကလူလောက်တာမဟုတ်တော့ဖျားလောက်တာဖြစ်တယ်ဖျားကိုတော်တိုင်ကဖန်ဆင်းစကြတဲ့ကသူက season နေနဲ့ဖန်ဆင်းထားတယ်เนาะလူနေနဲ့မြင်အောင်ကြည့်မယ်ဆိုရင်မိုးရာသီရှိတယ်ဆောင်းရာသီရှိတယ်နွေရာသီရှိတယ်နော်တချို့တိုင်းပြည်တွေမှာရာသီ2ခုပဲရှိတယ်တချို့တိုင်းပြည်တွေမှာ4ခုရှိတယ်တချို့မှာ3ခုရှိတယ်ဘာပဲဖြစ်ဖြစ်ရာသီအပိုင်းခြားဆိုတာရှိတယ်နေ့ရက်အပိုင်းခြားဆိုတာရှိတယ်နော်မနေ့ညစသဖြင့်နော်နေ့နဲ့ညမတူဘူးလအပိုင်းခြားတွေရှိတယ်နှစ်အပိုင်းခြားတွေရှိတယ်ရာသီအပိုင်းခြားတွေရှိတယ်အဲ့ဒါတွေအားလုံးကဖျားပြင်ဆင်ထားသောအရာတွေဖြစ်တယ်လောကမြင်ရတဲ့အရာတွေကိုတေချာလေ့လာရင်လေဖန်ဆင်းတော်မူသောဖခင်ရဲ့လက်ရတော်နဲ့သူ့ရဲ့နှလုံးသားဝိညာဉ်ရေးရမှာကျမတို့ကိုသူဘာတွေပေးခြင်းတယ်လဲဆိုတဲ့အရာကိုမြင်နိုင်တာဖြစ်တယ်နော်ဒါကြောင့်ဒီလောကမှာဖြစ်ပျက်နေတဲ့အရာတွေကိုလည်းကျမတို့လစ်လူမရှုမိဖို့အရန်လိုအပ်တယ်ကပ္ပဦးကျမ်းခန်းကြီး1ခန်းငယ်14ကိုဖတ်ချင်ပါတယ်ကပ္ပဦးကျမ်းခန်းကြီး1ခန်းငယ်14လိုက်ဆိုရအောင်တပံဘုရားသခင်ကနေ့နေ့ညကိုပိုင်းခြားစေခြင်းကမိုးကောင်းကင်မျက်နှာချက်၌အလင်းအိမ်တည်စေနမိတ်လက္ခဏာချင်းချက်သောအချိန်နေ့ရက်အပိုင်းခြားနှစ်အပိုင်းခြားဖို့ဖြစ်စေဒီမှာ season ဆိုတဲ့စကားကိုဆရာကြီးယူရတန်ကချင်းချက်သောအချိန်လို့သူကဘာသာပြန်ထားတယ်အရန်ချစ်စရာကောင်းတယ်နော်ချင်းချက်သောအချိန်ဆိုတာသူကသူရောက်လာတဲ့သူဖြစ်သွားတဲ့ဟာမဟုတ်ဘဲနဲ့ထူးခြားစွာနော်ပြင်ဆင်ထားသောသတ်မှတ်ထားသောအချိန်ကာလဖြစ်ပါတယ်ဆမ်မီမြန်မာဆမ်မီထဲမှာတော့ယာတီနေ့ရက်နှစ်ကာလအတွက်အမတ်လက္ခဏာဖြစ်ပါစေလို့ပြောတယ်တနည်းအားဖြင့်ယာတီတနည်းအားဖြင့် season တနည်းအားဖြင့်ကျွန်တော်တို့ချိန်ချက်သောအချိန်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ညနေခင်းပိုင်းမှာเนาะကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးသွားဖို့ဖြစ်တယ်ဆိုတော့ခုနကပြောသလိုမိုးရာသီနွေရာသီဆောင်းရာသီဆိုတာရှိသလိုပဲလူရဲ့ဘဝမှာလည်းကျွန်တော်တို့ဘဝမှာလည်းเนาะပျော်ရတဲ့ကာလရာသီရှိတယ်ဝမ်းနည်းရတဲ့ကာလရာသီရှိတယ်เนาะအလင်းထဲမှာသွာလာရတဲ့ရာသီရှိသလိုမှောင်မိုက်ဖြတ်တန်းရတဲ့ရာသီကာလလည်းရှိတတ်တယ်လူဘဝဆိုတာဘယ်တော့မှလေတဖြောင်တည်းကြီးတစ်ချိန်လုံးเนาะตายာနေတယ်တစ်ချိန်လုံးเนาะနေထွက်နေတယ်တစ်ချိန်လုံးဆိုတာမရှိဘူးเนาะဒါကဖန်ဆင်းတဲ့ဘုရားမှာရည်ရွယ်ချက်ရှိစွာသူကအရာအလုံးကိုပြုစုတော်ဘုရားဖြစ်တယ်ဆိုတော့ကျမတို့ကတချို့ကမိုးရာသီပဲကြိုက်တယ်နော်ဟာမိုးရာသီဆိုတအားပြောတယ်တချင်းလေးတညီညီနဲ့ဆောင်းလေးခြုံပြီးကွေးပြီးတော့ရုပ်ရှင်လေးကြည့်ပြီးတော့ဟလာကျမတို့ဆိုရင်တော့မိုးရာသီကျမလုံးဝမကြိုက်တဲ့ထဲမှာပါတယ်နော်မိုးဆိုနဲ့အဲ့လိုသွားရတဲ့ဟာကိုလုံးဝမကြိုက်ဘူးအိမ်ဆောက်တဲ့ခါမှာတော့မှမိုးရွာရင်လဲမိုးရွာထဲကနေကားနဲ့တခါတည်းအိမ်ထဲထိရောက်အောင်ဆိုပြီးတော့အိမ်ဆောက်တဲ့အဖွဲ့ထဲမှာကျမလည်းပါတယ်မိုးရာသီကိုလုံးဝမကြိုက်ဘူးနော်ဒါပေမဲ့လည်းမကြိုက်ပေမဲ့မိုးရာသီကရောက်လာတာပဲเนาะတချို့ကနွေရာသီကိုတအားကြိုက်တယ်เนาะလင်းလင်းတင်းတင်းနဲ့เนาะအကုန်လုံး6တွေ့လေးနဲ့နွေရာသီပဲကြိုက်တယ်တချို့ကျတော့လည်းနွေရာသီကရမ်းပူတယ်မကြိုက်ဘူးเนาะတချို့ကျတော့လည်းဆောင်းပဲကြိုက်တာရှိသေးတယ်เนาะဆောင်းရာသီကတော့မိုးတန်လည်းခံစရာမလိုဘူးနေလည်းမပူတော့ဘူးအေးချမ်းချမ်းလေးနဲ့ကောင်းတယ်
တချို့ကြတော့လေဟာချမ်းရင်ခြေထောက်ကြိုက်တယ်တို့နော်ခေါင်းကြိုက်တယ်တို့နော်တချို့တွေကဟာစောင့်မလုံလောက်ဘူးနော်မိသားစုကအနှွေးတဲ့တော့ဝယ်စရာလောက်ငါအောင်မရှိဘူးຫນွေပဲကောင်းတယ်ဘာမှမွေ့နေပြီးရောနော်ဆောင်းရသည်ကြတော့အနှွေးတဲ့တွေစောင့်နေလို့တယ်အိမ်တော်မှမလုံဘူးဆိုတဲ့ဘွဲ့လဲရှိပြန်ရောဆိုတော့ယာတီတိုင်းကိုကျမတို့မကြိုက်ဘူးဒါပေမဲ့တခုရှိတာယာတီတိုင်းမှာသူ့ရဲ့ကောင်းကျိုးတွေရှိတယ်နော်ဖခင်ကအကြောင်းမဲ့လှုပ်ဆောင်ထားတာမဟုတ်ဘူးတဘာဝတရားနဲ့ကြည့်တစ်ပင်တွေရှိတယ်နော်အဲ့ဒီတစ်ပင်တွေကမိုးရာသီမှာဆောင်းရာသီမှာနွေရာသီမှာအဲ့ဒီကောင်းကျိုးတွေကိုကျမတို့မသိလိုက်ခင်မှာတစ်ပင်တွေကပင်လင်ခံစားနေရတာဖြစ်တယ်တစ်ချိန်လုံးမိုးပဲရွာမယ်ဆိုရင်အဆင်မပြေဘူးနော်တစ်ချိန်လုံးຫນွေကြီးပဲဖြစ်နေမယ်နော်နေပဲပူနေမယ်ဆိုလည်းမကိုက်ဘူးကျမဖေကသူကတစ်လုပ်ငန်းကဖြစ်တယ်တစ်လုပ်ငန်းမှာသူက35နှစ်ကျော်အလုပ်လုပ်ပြီးမှနော်manager engineer နဲ့အလုပ်လုပ်ပြီးမှဆက်ယုံမှုဘဝနဲ့သူကပင်စင်သွားတာဖြစ်တယ်ကျမတို့တွေပင်လင်တင်းနဲ့ပတ်သက်ရင်တော်တော်လေးကိုကျွမ်းကျင်နားလဲတယ်နော်အဖေကကျမတို့ငယ်ကလေးကသူဆက်ယုံကိုခေါ်သွားတယ်ရှင်းပြတယ်ကျမတို့ဒီမုံရွာထပ်သားဆက်ယုံဆိုရင်မြန်မာပြည်မှာတော်တော်ကြီးတဲ့ထပ်သားဆက်ယုံဖြစ်တယ်အဲ့ဒီထပ်သားဆက်ယုံဟိုမြေကြီးအောက်ကလေးကကျင်းတူကလေးကအဖေလုတ်ခဲ့တာအဖေကအစာပြုတ်ခဲ့တာပေါ့ဆိုတော့ဒါကတစ်လုံးတွေကိုပေါင်းတဲ့နေရာဖြစ်တယ်နော်အပူချိန်ဘယ်လောက်ရှိတယ်အဲ့ဒီထဲမှာလူတယောက်ကျသွားရင်စက္ကန့်ပိုင်းတွင်းမှာလုံးဝနော်အယိုးတွေအသားတွေအကုန်လုံးနော်ဣသွားအောင်ပြုတ်နိုင်တဲ့အပူချိန်ရှိတယ်အဲ့ဒီတစ်လုံးကိုထုတ်ပြီးရင်သူ့ကိုဒီလိုနော်ပါလွာရတယ်အဲ့ဒီလွာထားတဲ့ဟာကိုဒီလိုကော်တုတ်ရတယ်ဒီလိုထိုက်ရတယ်ဒီလိုပြန်ပေါင်းရတယ်ပြီးရင်ဒီလိုအထက်သားရတယ်ဆိုပြီးတော့ကျမတို့ကိုသင်ပေးတယ်အဖေကလေလိုက်ပြတယ်အများနဲ့ကျမတို့ကိုknowledge အားလုံး share ပေးတဲ့အဖေတယောက်ရှိတယ်ပေါ့နော်ဆိုတော့အဖေကဘာပြောဘူးလဲဆိုတော့တစ်လုံးမှာတဲ့တစ်လုံးတစ်လုံးကိုဖြတ်လိုက်ပြီဆိုရင်သူ့မှာဒီလိုအရစ်တွေရှိတယ်နော်အရစ်တွေကျမတို့ကတွေ့တယ်ဘာမှန်းကိုမသိဘူးဒါပေမဲ့အဖေပြောတဲ့ခါအဲ့ဒါကသူတို့ယာတီဥတုဒဏ်ကိုဘယ်လောက်ခံခဲ့ပြီးပြီလဲဆိုတာကိုပြသတာဖြစ်တယ်တဲ့နော်ဆိုတော့ပူတဲ့အချိန်မှာသူတို့ရဲ့ခံနိုင်အားနဲ့သူတို့ရဲ့တုံ့ပြန်မှုအေးတဲ့အချိန်မှာသူတို့ရဲ့ခံနိုင်အားနဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးတော့အဲ့ဒီတစ်ပင်ကိုဖြတ်လိုက်ပြီးတော့ဘေးတိုက်ပေါ့အဲ့ဒီတစ်လုံးကိုကြည့်လိုက်ရင်သူ့မှာဖြစ်ပေါ်လာတဲ့အဲ့ဒီအကွင်းလေးတွေအယောင်မတူတဲ့အရာတွေအားလုံးကအဲ့လှပတဲ့အရာတွေအားလုံးကယာတီဥတုဒဏ်အပေါင်းကိုကြော်လွှားခဲ့ပြီးမှရတာဖြစ်တယ်လို့ပြောတယ်ကျွန်တော်တို့တွေအားလုံးလည်းထိုကဲ့သို့ပဲဟာလေလုယာကျွန်တော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဖခင်ကြုံတွေ့စေတဲ့ယာတီတွေအလီလီကြော်ဖြတ်ခဲ့တယ်အဲ့ဒါတွေကကျွန်တော်တို့ဘဝလှပဖို့အတွက်ဖြစ်တယ်ဟာလေလုယာနောက်မှရှင်းလို့ပြောပါအောင်တင့်ကိုဖခင်ကအရန်လှပစေခြင်းတယ်လို့ပြောရအောင်တချို့တွေကကလေးဘဝကိုအရန်ကြိုက်တယ်ဟုတ်လားဆိုင်းတခြင်းလေးဆိုပြီးတော့နော်ငယ်ဘဝကိုပြန်ရခြင်းတယ်တို့ပြန်ရောက်ခြင်းတယ်တို့နော်ဆိုလိုက်လို့ရှိရင်မျက်ရည်တောင်တောက်ကြတယ်ငယ်လေးမှာနော်တူတူပုံတန်းကစားပြီးတော့ဟုတ်လားအပူပင်ကင်းမဲ့တဲ့ကလေးလေးဘဝကိုဟုတ်လားဒီကာလမှာတော့ကလေးတွေလည်းအပူပင်မကင်းတော့ဘူးနော်ဒါလည်းဝမ်းနဲ့ဆရာပဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကပြန်တန်းတာကြတယ်တကယ်တော့ကလေးဘဝကိုပြန်သွားဆိုသူမှမသွားချင်ဘူးနော်ပျော်စရာကောင်းတာတော့တစ်မျိုးတော့ကောင်းပါတယ်ဝင်ထုတ်ဝင်ပိုးတော့အခုလောက်တော့မရှိဘူးပေါ့ဒါပေမဲ့အများအားကလေးလောက်ပါဆိုရင်တော့အဲ့ဒါတော့မဖြစ်နိုင်တော့ဘူးလေနော်ဆိုတော့လူငယ်ဖြစ်လာတဲ့ခါမှာပါလေတာဝန်ယူနိုင်တာတွေရှိလာတယ်အသိပညာအတတ်ပညာတွေတိုးပွားလာတယ်လူတွေနဲ့ဒန်းတူနော်အသက်ရှင်နိုင်တဲ့နော်ကိုယ့်ရဲ့အရေးချင်းလေးတွေကိုယ့်ရဲ့အစွမ်းတတိလေးတွေစုဆောင်းထားတဲ့ပညာရေးတွေကကိုယ့်ကိုတနည်းအားကိုအရောက်ပို့တယ်အလုပ်တွေလုပ်လာတယ်ဝင်ငွေတွေရလာတယ်အဲ့ဒါလည်းရမ်းပျော်စရာကောင်းတာပဲတကယ်တော့နော်ကလေးဘဝလိုမျိုးတော့ပေါ့ပါကြီးတစ်ချိန်လုံးစော့နေရတာမဟုတ်ပြင်မဲ့အဲ့ဒီလူငယ်ဘဝတက်လက်ပိုင်းလေးကလည်းပျော်စရာကောင်းတာပါပဲနော်ပြီးသွားတဲ့ခါမှာအိမ်ထောင်ကြတယ်နော်သားသမီးတွေမွေးကြတယ်တချို့ကလည်းအဲ့လိုမိသားစုလေးနဲ့နေချင်တာဒါပဲနော်ငါတနေ့ကြာရင်တော့အိမ်ထောင်ပြုတ်မယ်သားသမီးတွေနဲ့ပျော်စရာကောင်းတဲ့ဘဝခက်ခဲရင်တော့မှသားသမီးတွေနဲ့မိသားစုနဲ့ဆိုဒါပျော်စရာကောင်းမှာပဲဆိုပြီးတော့အရမျောလင့်ကြတယ်နော်အဲ့ဒါလည်းတစ်မျိုးပြန်မှန်ပြန်ရောဆိုတော့ကလေးဘဝလူငယ်ဘဝနော်လူကြီးမိသားစုနဲ့ဖြစ်လာတယ်အရသာအမျိုးစုံပေးတယ်ဒါပေမဲ့အခက်ခဲမရှိဘူးလားဆိုတော့ရှိတာပဲနော်ကလေးဘဝမှာလည်းကလေးနဲ့ကလေးအရွယ်နဲ့တန်အောင်သူတို့မှာထမ်းရတဲ့ဝင်တွေရှိတယ်နော်ဂျပန်တူမလေးတယောက်ဆိုအရှိသွားနှုတ်မြန်မာပြည်ပြန်လာတော့အရှိသွားနှုတ်ပေးလိုက်တာနိုင်ငံခြားမှာသွားနှုတ်တယ်ဈေးကြီးလို့ဆိုပြီးတော့နှုတ်ပေးလိုက်တာအဲ့သွားပြန်မပေါက်တာသူ့အတွက်ပြဿနာနော်နေသွားနှုတ်တော့လေလို့ပြောရင်တော့မကြားချင်ဘူးမပြောနဲ့အရန်ရှက်တာသူကသွားကြိုးတာပဲသူ့အတွက်ကဘာပြက်နေတာနော်လူတွေအားလုံးကသူ့သွားကြိုးတာကိုမြင်ပြီးတော့သူ့ကိုစားကြမယ်နှောက်ကြမယ်အဲ့လိုမျိုးဟာသားလုပ်ကြမယ်အဲ့လိုခံစားတာနော်ဆိုတော့ကျွန်တော်တို့ငယ်တုန်းကဆိုလဲအနာတွေပေါက်ပြီးဆိုရင်နော်
ကျွန်တော်တို့တမျိုးကနေတမျိုးပြောင်းရတာဆိုတော့ပြောင်းတိုင်းမှာအနာတွေပေါက်ဟာအကောင်ပလောင်တွေကြိုက်ချင်းတွေကြိုက်အဲဆိုအဲ့အနာပေါက်တာကိုလေတလောကလုံးကတိမယ်လို့ခံစားပြီးတအားရှက်တာအင်ဂျီလက်ရှည်တွေဝစ်နော်တခါတည်းဖုံးလို့ရသမျှအကုန်ဖုံးပြီးတော့ဘယ်သူမှကိုမမြင်ဘူးကိုကလည်းတလောကလုံးကမြင်တယ်လို့ခံစားရတယ်နော်တအားရှက်တာစပင်ညက်မားရလဲအပြင်မထွက်ရဲနော်ကိုပြဿနာနဲ့ကိုထမ်းနေကြရတာလေဆိုတော့အဲ့ဆိုအိမ်တော်ပြုတ်သွားတဲ့အရွယ်လူကြီးရွယ်ရောက်ပြီဆိုတော့အရာအဆင်ပြေပြီလားဆိုတော့မပြေပါဘူးထိုင်းရတဲ့ဝင်ဆိုတာရှိတာပဲဒါပေမဲ့နဲ့နဲတဲ့ဘုရားရဲ့ဝိညာဉ်ရေးရသဘောတရားကိုနားလည်ဖို့အတွက်နော်စဉ်းစားကြည့်ရအောင်အဲ့ဒီယာတီတိုင်းမှာအဲ့ဒီအချိန်ပိုင်းခြားကာလတိုင်းမှာကောင်းတာတွေမရှိဘူးလားဆိုတော့ရှိလို့ကျွန်တော်တို့တန်းတားကြတာလေနော်ဆိုတော့တချို့တွေကအိမ်ထောင်ကြပြီးသားသူတွေကအိမ်ထောင်မပြုတ်နဲ့နော်အိမ်ထောင်ပြုတ်ရတာအလကားပဲနော်ရမ်းပင်ပန်းတယ်နော်ထိုင်းရတဲ့ဝင်နေများတယ်ရှုပ်တယ်ဆိုလူငယ်တွေကဘာပြောကြလဲနင်တို့ကြတော့ယူပြီးတော့ငါတို့ဘာလို့မယူခိုင်းလဲတဲ့နော်ဆိုတော့ဟိုအဖွဲကလည်းသူတို့မှတိတာရှိလို့သူတို့ကလည်းနော်အကြံပေးတာပေါ့ဒီအဖွဲကလည်းဘာပဲပြောတော့တွေ့ကြုံတော့လိုချင်တာပေါ့နော်ဆိုတော့သူ့ရဲ့ကာလအပိုင်းခြားတိုင်းမှာအသက်အရွယ်အပိုင်းခြားတိုင်းမှာကျွန်တော်တို့နားလဲတဲ့အရာနားမလဲတဲ့အရာเนาะကျွန်တော်တို့လိုချင်တဲ့အရာမလိုချင်တဲ့အရာတွဲရတော့ရှိနေတယ်เนาะဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာဝိညာဉ်ရေးရမှာလဲထိုးကဲ့သို့ပဲတခါတလေမှာကျွန်တော်တို့မဖြတ်ကျော်ခြင်းနဲ့မောင်မိုက်ကာလကိုဖျက်ရတဲ့ချိန်ရှိတယ်တခါတလေမှာအယံပူပြင်းတယ်လို့ခံစားရတဲ့ချိန်ရှိတယ်တခါတလေကျတော့လဲအေးလိုက်တာเนาะနှွေးအောင်တော့မလုပ်နိုင်ပါလားခါကျတော့လဲตาရလိုက်တာပေါ့เนาะဆိုတော့ယာတီအမျိုးမျိုးကိုကြုံရတဲ့အချိန်မှာကျွန်တော်တို့သိထားရမှာကအဲ့ဒီယာတီတိုင်းအဲ့ဒီကာလအပိုင်းခြားတိုင်းမှာဖခင်ရဲ့ကောင်းမြတ်ခြင်းသင်အတွက်အမြဲတမ်းရှိနေတယ်ဟာလေလုယာဟာလေလုယာလက်ကုပ်တီးလက်ထိုးဘုရားကိုတစ်ခါပြန်ပြီးတော့ချီးမြှောက်ကြရအောင်ဒါကြောင့်ကျွန်တော်တို့ကမောင်မိုင်းနဲ့တူတဲ့ကာလကိုကြုံရလို့ချက်ချင်းလက်လျှော့ဖို့လုံးဝမဟုတ်ဘူးเนาะအဲ့ဒီကာလမှာဖခင်ဘယ်လိုကောင်းမြတ်တယ်လဲဆိုတာကိုမြည်ဆန်းဖို့ရအတွက်အစဉ်သင့်ရှိသောအသက်တာဖြစ်ရမယ်အာမင်ကျွန်တော်တို့ကလေနည်းနည်းလေးဟွာဖြစ်ပြီးဆိုရင်လေအခုခေတ်လူတွေကအရန် fragile ဖြစ်တယ်နော်ကွက်ထိရှလွယ်တယ်နော်တခုခုဆိုရင်ဆူတောင်းတယ်အဖြစ်မရဘူးတော်ပြီဖျားတောင်းမတက်တော့ဘူးနော်တခုခုဘုရားကိုမေးတယ်အတန်မကြောင်တော်ပြီလက်လျှော့လိုက်တော့မယ်နော်အရန်ခက်ခဲနေပြီကိုတော့ဘာမှမလုပ်သေးဘူးတော်ပြီဒီလောက်ဆိုရင်တော့ဆက်လိုက်စရာမလိုတော့ဘူးအဲ့လိုမျိုးကျွန်တော်တို့ထင်တယ်တကယ်တော့မဟုတ်ဘူးအဲ့ဒီတင်ဖြတ်လျှောက်ရတဲ့အခက်ခဲတိုင်းအဲ့ဒီဖြတ်လျှောက်ရတဲ့ဂျိုက်ဝမ်းတိုင်းမှာပဲလေဘုရားကသူ့ရဲ့နဲ့နဲတော့သူ့ရဲ့ကောင်းကြီးမင်္ဂလာတင့်ကိုတွင်တင်ခြင်းတဲ့အရာတင့်ကိုပြုစုနေသောအရာတင့်အတွက်ကောင်းသောအကြံစီဖခင်မှာရှိကိုရှိတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုနားလဲတဲ့လူတွေကလေအလွယ်တကူစိတ်သက်မကြတော့ဘူးကျွန်တော်တို့မြန်မာပြည်မှာအခုစုံနေမတွေခွဲတယ်လေနော်တခါမှတော့မကြဘူးစုံနေမတွေခွဲတော့ဟဲ့ငါတို့ကားစုံလားမလားအဲ့ဒီစုံတဲ့မကလည်းဂျမကရောတာနှစ်တွေလေးတွေ6တွေကစုံလားမလားပေါ့ပြန်စဉ်းစားလဲအဲ့လောက်ကြည်တာနော်တော်တော်အဲ့ဒါနဲ့တချို့ကျွန်မလုံးဝမမှတ်နိုင်တဲ့အရာတချို့ရှိတယ်ကျွန်မကလေဟိုစုံနဲ့မှတိတယ်စုံနဲ့မှဆိုတာလည်းတိတယ်နှစ်တွေတစ်တွေရှိတယ်ဆိုတာလည်းတိတယ်ဒါပေမဲ့အဲ့ဒါကိုမတွဲမိဘူးပြန်စဉ်းစားရတယ်ဆိုတော့ငါတို့ကဒီနေ့ကားမောင်းရမှာလားမမောင်းရဘူးလားနော်အမတက်ကဆက်ခိုင်ပြောသလိုပေါ့သူတို့တတ်မှတ်လိုက်မှပဲနော်ကိုကားမမောင်းရမယ့်နေ့မှာမောင်းရင်နေတိုင်းကိုကဥပဒေနဲ့ညှိစွန်းတော်သူဖြစ်သွားဟိုမှာယုံမှာခေါ်တယ်တဲ့နော်2 နာရီ 3 နာရီလောက်တင်တန်းပေးတယ်ပြီးရင်တခါဒဏ်ငွေတက်တယ်ဆိုတော့တရားဟောတာတော့နားမထောင်နိုင်တဲ့ဖွဲ့တွေတော့အဲ့ဒါတော့သွားနားထောင်ဖို့တိတ်မလွယ်ဘူးလေနော်ဆိုတော့ရှောင်မှပဲဖြစ်မယ်ဆိုတော့အဲ့လိုမျိုးရှောင်ပြီးတော့မောင်းရတဲ့ကာလရောက်လာတဲ့ခါတော်တော်စိတ်ညစ်စရာကောင်းတယ်နော်တကယ်တော့လေပြောရင်သာရည်စရာလို့ဖြစ်တာတော်တော်စိတ်ညစ်စရာကောင်းတယ်စီကလည်းထုတ်လို့မရကိုကားထွက်တဲ့နေ့မှာစီတန်းစီရမယ်အဲ့ဒီရတဲ့စီနဲ့မှအပြင်ထွက်လို့ရမယ်နောက်ရက်ကျတော့တခါထွက်လို့မရပြန်ဘူးဆိုတော့တရက်ခွဲလောက်စောက်နော်နေ့တစ်ဝက်လောက်ထွက်ပေါ့အဲ့လိုမျိုးဆိုတော့ကားနဲ့လမ်းပေါ်ရောက်ပြီးဆိုကျွန်မဆက်ခိုင်ပြောငါတို့စိတ်ညစ်လဲဘာမှမထူးဘူးဆိုတော့ပျော်ပဲနေရမြန်မာပြည်ဘယ်လောက်ပျော်စရာကောင်းလဲအသက်ဆန်းနေကြီးပဲလို့လောက်ဝမရိုးရဘူးပျော်စရာကြီးလို့အဲ့နဲ့ကားတွေကိုကျွန်မလိုက်ကြည့်ပြီ4 ဘာနော်ဒီမှာ6မှာ3ဒီနေ့မထွက်ရမယ့်ဟာကြီးထွက်တယ်ဆိုကားနံပါတ်တွေလိုက်ကြည့်ပြီးတပျော်တပားနော်ကားမောင်းပြီးကျွန်တော်တို့သွားကြဆိုတော့အခြေအနေကတော့ပျော်စရာမကောင်းဘူးဒါပေမဲ့ကျွန်တော်တို့တုံ့ပြန်လို့ရတာဖြစ်တယ်ဟာလေလုယာဆိုတော့စာရန်ကအမြဲတမ်းကျွန်တော်တို့ကိုလှည့်စားတယ်နော်နင်ကဒီကာလကတော့လုံးဝနင်ပြက်စီးတဲ့ကာလပဲနင်အတွက်မောင်မိုက်ကာလပဲနင်အတွက်အလင်းဆိုတာပေါ်လာတော့မှာမဟုတ်နင်အတွက်ပြုံးရည်စရာဆိုတာနင်တို့မိသားစုမှာဘယ်တော့မှပြန်ရောက်တော့မှာမဟုတ်ဘူးလို့စာတန်ကလိန်လေပေမဲ့ကျွန်တော်တို့ကဖယားကိုတိတော်သူတွေဖြစ်တဲ့အတွက်ဟာလေလုယာ
ထိုကာလမှာပင်လေကျွန်တော်တို့ကဝမ်းမြောက်နိုင်တော်သူများဖြစ်တယ်ငြိမ်ဝှက်နိုင်တော်သူများဖြစ်တယ်ဂျေဇုတော်ကိုရည်တွက်နိုင်တော်သူများဖြစ်တယ်ဖခင်ကောင်းမြတ်တယ်လို့ဝန်ခံနိုင်တော်သူတွေဖြစ်တယ်ဟာလေလုယာဟာလေလုယာလူတွေကဖြစ်တာကိုဝန်ခံကြတယ်ဖခင်သားသမီးတွေကဝန်ခံခြင်းအပြင်တည့်ရဲ့လေထုကိုပြောင်းလဲတော်သူတွေဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့သင်ကဝန်ခံတဲ့အရာတွေကိုတတိထားပါဖခင်ဝန်ခံစေလိုသောအရာတွေကိုသာဝန်ခံပါတည့်ရဲ့လေထုကပြောင်းလာမှာဖြစ်တယ်အာမင်အင်မတန်မှမောင်မိုက်ကြီးဆိုသောနေရာမှာကျွန်တော်တို့သာဆိုရင်တော့ဟာမောင်လိုက်တာဟေးဘာမှတော့မှဆန်းလို့မမိတော့ဘူးအလွန်ထူထပ်သောမောင်မိုက်လို့ပြောတဲ့အခါမှာနော်ကိုယ်နှိပ်ဘက်ကိုယ်တောင်ပြန်ကင်ဖို့ခက်တဲ့မောင်မိုက်မျိုးနော်ထမင်းစားရင်တော့ဇွန်းနဲ့ပါဇက်ပေါက်နဲ့လွဲတဲ့မောင်မိုက်မျိုးမှာဖခင်ကဘာလုပ်လဲအလင်းဖြစ်စေဟာလေလုယာမောင်လိုက်တာကွာဒါကြီးကဘလို့လုံမှာလဲဘလို့ကြော်ဖြတ်မှာလဲတင်လောက်မောင်တာဘာမှလုပ်လို့မရဘူးလို့မပြောဘဲနဲ့အလင်းဖြစ်စေလို့ပြောလိုက်တဲ့အခါမှာအဲ့ဒီမောင်မိုက်ကအလင်းရောင်ခံစားရသောနေရာဖြစ်လာဟာလေလုယာနားမှာရှင်းလို့ပြောပါအောင်တည့်ရဲ့ဝန်ခံခြင်းကတည့်ရဲ့လေထုကိုပြောင်းလဲမှာဖြစ်တယ်လို့ပြောရအောင်ဟာလေလုယာဒါကြောင့်မလို့များဝန်ခံပါကောင်းသောအရာကိုဝန်ခံပါယုံကြည်ခြင်းစကားကိုပြောပါဟာလေလုယာထာဝရဘုရားကလိုက်ဆိုရအောင်ထာဝရဘုရားကငါအသက်ရှင်သည်ဖြစ်၍သင်တို့သည်ငါကိုကြားစေခြင်းကပြောကြသောစကားတိုင်းသင်တို့၌ငါပြုမယ်ဟာလေလုယာဟာလေလုယာဒါကြောင့်သင်ပြောတဲ့စကားတိုင်းကိုကြားနေသောဘုရားတစ်ပါးရှိတယ်နော်ဒီအခြေအနေထဲမှာခက်ခဲတယ်ဒါပေမဲ့ဘုရားငါအတွက်အကြံစီရှိတယ်အရန်ကြက်တဲတယ်ဒါပေမဲ့ငါရဲ့လွတ်မြောက်ရာလမ်းကဘုရားဖြစ်တယ်ဟာလေလုယာမလောက်ငါဘူးဒါပေမဲ့ငါရဲ့ထောက်ပံ့ခြင်းအရှင်ဟာဘယ်တော့မှဘိုင်ပြတ်တယ်ဆိုတာမရှိဘူးဟာလေလုယာသင်ယုံကြည်ဝန်ခံလေသင်ရဲ့လေထုသင်ရဲ့နယ်ပယ်ကပြောင်းလဲလေဖြစ်တယ်ထို့အရာကိုနေ့တိုင်းကျင့်သုံးနိုင်ဖို့ဘုရားကောင်းချီးပေးပါစေဆိုတော့လောကမှာဖြတ်တန်းတဲ့အခါမှာဇာတိကြုံတွေ့ရတဲ့အရာနဲ့ဝိညာဉ်ရေးရာအရာဟာဘုရားကအမြဲတမ်းဒွန်တွဲစေတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီထာဝရကာလနဲ့ဆိုင်သောဝိညာဉ်ရေးရာများကိုနားလည်နိုင်ဖို့ခဏတာနော်မတည်မြဲတဲ့ဒီလောကရဲ့အကြောင်းအရာအဖြစ်အပျက်တွေကိုကျွန်တော်တို့ကမြင်တွေ့ခံစားရတာအဲ့ဒါကဝိညာဉ်သဘောကိုနားလည်နိုင်ဖို့ဘုရားပြသောအရာတွေဖြစ်နေတယ်ဒါကြောင့်မလို့လူဘဝမှာတောင်မှမိုးရာသီမှာလည်းသူ့ရဲ့ကောင်းတဲ့အရာရှိတယ်နော်လယ်သမားတွေကမိုးပဲမျောတာလေနော်ဒီမိုးမှမရွာရင်ဘယ်လိုလုပ်မလဲစိုက်ပျိုးရေးလုပ်လို့မရဘူးနော်ဒီမိုးကြောင့်မြေကြီးတွေဆူဆွတ်တယ်ဒီမိုးကြောင့်အပင်တွေနော်အဲ့ဒီအပင်တွေကြောင့်လူသားတွေသူကအကျိုးတစ်ခုအတွက်ဘုရားကပြင်ဆင်ပေးထားတာဆောင်းရာသီနွေရာသီရာသီတိုင်းမှာဘုရားရဲ့အကြံစီတော်နဲ့ကောင်းသောအကျိုးရှိတယ်ဆိုရင်တင့်ရဲ့အသက်တာမှာဖြတ်တန်းရတဲ့ရာသီတိုင်းမှာဘုရားကတင့်အတွက်အကျိုးကိုပေးထားပြီးသားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့မိသားစုဘဝမှာငယ်ငယ်တော့အင်မတန်ခက်ခဲတဲ့ကာလတစ်ခုနော်အချိန်ပိုင်းခြားတစ်ခုကိုကျွန်တော်တို့ဖြတ်တန်းခဲ့ရတယ်အဲ့ဒါကဒီနေ့အထိကျွန်တော်တို့ကိုပြန်တန်းစေသောကာလဖြစ်တယ်ဟာလေလုယာအခက်ခဲတာမကြုံခဲ့ဘူးဆိုရင်ကျင်းတဲ့ချက်တဲကိုကျွန်တော်တို့မရောက်ခဲ့ဘူးဆိုရင်ဒီလိုမျိုးမိသားစုလိုက်ဘုရားကိုယုံကြည်ဖို့ဆိုတာမဖြစ်နိုင်ဘူးနော်ကျွန်တော်တို့အဖေကအမေနဲ့မယူခင်ကလေးကသူကအရာရှိဖြစ်တယ်တစ်လုပ်ငန်းမှာသူကကြောင်းပြီးတာနဲ့တခါတည်းသူတို့ခင်မှာဆိုရင်တော့အရာရှိလုပ်ချင်သလားဝန်ထမ်းလုပ်ချင်သလားတခါတည်း offer ပေးတဲ့ခေတ်ဆိုတော့အဖေကကြောင်းပြီးတာနဲ့တခါတည်းသူက engineer အငယ်တန်း engineer ဘွားနဲ့အလုပ်ဝင်ခဲ့တာဖြစ်တယ်လုတ်တတ်တယ်ကင်တတ်တယ်နော်တကယ်ပဲကောင်းစားတယ်ဆိုရင်ကျွန်တော်တို့ကအရာရှိသားသမီးဘဝနဲ့ဖခင်ကိုလည်းတတိမရဘဲနဲ့အစိုးရကပေးထားတဲ့နော်ဒီ facility တွေနဲ့ကျင်းတတ်ပြီးတော့ကျွန်တော်တို့ကဖခင်ကိုမေ့နေမှာဖြစ်ချင်တော့အဖေကဖခင်ကိုအယမ်းကြောက်ပြီးတော့ဖခင်ကိုအယမ်းချစ်တဲ့လူတစ်ယောက်ဖြစ်တဲ့အခါမှာသူဖခင်နောက်ကိုပဲတက်မတ်လိုက်တဲ့အခါကျတော့တခါတည်းမှာလောကကြီးကနားမလည်နိုင်ဘူးသူအရာရှိတွေကနော်အစိုးရဝန်ထမ်းလကဆိုတာအဲ့တုန်းကဆိုလဲနော်ဗမာငွေ300-400လောက်ပဲဖြစ်မှာပေါ့ဆိုတော့ project တစ်ခုကန်ရမှနော်လုပ်ငန်းတစ်ခုကန်ရမှအဆင်ပြေတဲ့ကာလအဆင်ပြေတဲ့အခြေအနေဖြစ်တဲ့ခါမှာအဖေကတိကျလှုပ်ဆောင်တယ်တမတ်ကြတဲ့ခါသူ့ကိုမကြိုက်ကြဘူးဒါပေမဲ့အရင်ချုပ်ကြည့်လိုက်တော့လူတွေမဟုတ်ပါဘူးဖရားပါပဲဟာလေလုယာဆိုတော့အဖေမှာပိုဝင်ငွေရစရာအလုပ်ဘာမှမရှိဘူးနော်ဘာဆိုဘာမှလခကလွဲလို့ဂျားပေါက်တို့နော်ဘာပေါက်တို့ဘာမှမရှိဘူးဘာမှမရဘူးဆိုတော့လာကုန်တဲ့ခါလခလေးကိုင်းပြီးတော့တလဘလို့စားမလဲအမေကမျက်ရည်ကျရတယ်ဒါနဲ့ကျွန်တော်တို့နှစ်ထပ်အိမ်ရှိတယ်ကလေးမျိုးမှာနော်မပြောင်းခင်အဲ့မှာထားခဲ့တယ်ဆိုတော့အဲ့ဒါလေးကိုအိမ်ငါးစားမယ်အိမ်လခလေးနဲ့ဆိုရင်တော့မစိုးပါဘူးဆိုတော့အဲ့အိမ်ကိုငါးလိုက်တိုင်းငါးတဲ့လူတွေကနော်အလုတ်အကင်တွေပြက်ပြီးတော့ပတ်စံတပြားမှမပေးနိုင်ဘူးအိမ်လခနော်
အဲ့ဒါနဲ့နောက်ဆုံးကြတော့ကဲအဲ့လိုအတူတူဆိုရင်တော့အသင်းတော်တစ်ပါးကိုငားလိုက်မယ်နော်အသင်းတော်ဆိုရင်တော့မစိုးဘူးပေါ့လေဆိုတော့ငားလိုက်မှပဲအဲ့အသင်းတော်ကပါမပေးနိုင်တော့ဖြစ်သွားတယ်ဆိုတော့ဖျားပိတ်ပြီဆိုရင်တော့အကုန်ပိတ်တာဒါနဲ့ရှီဆူမဲဆူပေါ့ဒီအောက်ပိုင်းကိုပြောင်းလာတော့မယ်ဆိုတဲ့ချိန်မှာရှီဆူမဲဆူလေးပါလာတဲ့ဟာကိုအမေကကဲငါတို့အကိုဝင်းခွဲတယောက်တော့ရှိတယ်သူကနင်တို့မိသားစုတလောက်ခက်ခဲတာအမရဲ့ငါလုတ်ပေးမယ်နော်ငါအဲ့ဒီဟာကိုငါစီးပွားရေးတဲ့ထည့်ပေးမယ်နင်တို့ကငါအမျက်ပေးမယ်လာတိုင်းနော်ဆိုတော့ကဲငါတို့လည်းဘာမလုပ်တော့ဘူးဆိုတော့ပေးလိုက်မယ်ဆိုတော့အဲ့ဒီအမေရဲ့အကိုဝင်းခွဲကအဲ့ဒီခောက်ကြမှာအရင်လည်းပြုတ်ရောနော်စီးပွားလည်းပြက်ရောနော်ဆိုတော့အရင်လည်းမလားအမျက်လည်းမလားဖခင်ကအကုန်ပိတ်တာနော်အကုန်ပိတ်တဲ့ခါကျတော့ကျမတို့ကအဲ့အချိန်မှာဘာပဲရှိတော့လဲဆိုတော့ဖခင်ပဲရှိတော့တယ်ဟာလေလုယာအလုတ်လဲအာကိုလို့မရဘူးအရာရှိလဲအာကိုလို့မရဘူးကိုယ့်ရဲ့ရှိစုမဲ့စုလဲအာကိုလို့မရဘူးရှိတဲ့အိမ်လေးလဲအာကိုလို့မရဘူးအားလုံးဖခင်ကဖြတ်တောက်ပြီးတော့သူ့ကိုပဲမျောကြည့်တတ်ဖို့တွင်တင်လာတဲ့ခါမှာအဲ့ဒီဝိညာဉ်ရေးရအမြတ်ကဒီနေ့ထိကျမတို့ကိုပြန်တန်းစေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာကြောင်းတက်ဖို့အတွက်ကြောင်းအပ်ဖို့အတွက်ဖခင်ကိုအားကိုးရတယ်နေ့စဉ်အလင်းမြောင်စားရဖို့အတွက်ဖခင်ကိုအားကိုးရတယ်အဝိစားအသစ်လိုအပ်တဲ့ချိန်မှာအသစ်ဝယ်နိုင်ဖို့ဖခင်ကိုအားကိုးရတယ်ဗလာစာအုပ်ဝယ်နိုင်ဖို့ကျောင်းမှာတောင်းတဲ့ပတ်စံလေးတွေပေးနိုင်ဖို့နော်ကျောင်းလက်ကသွင်းနိုင်ဖို့ကျူရှင်တက်နိုင်ဖို့ဖခင်ကိုအားကိုးရတယ်အဲ့ဒီဖခင်ကိုအားကိုးတတ်ခြင်းဝိညာဉ်ရေးရာကောင်းကြီးကကျွန်တော်တို့မိသားစုကိုအခုချိန်မှာအဲ့တက်ပိုကြီးတဲ့ပြဿနာကြုံရပါစေအောင်ငါတို့ဖခင်တတ်နိုင်တယ်ဟာလေလုယာဟာလေလုယာအဲကြောင့်ကြုံဖြတ်ရတဲ့ကာလတွေဟာကျမတို့ကိုလှပစွာပုံဖော်နေတော့အရာများတာလည်းဖြစ်တယ်။နားမှာရှိတဲ့လူကိုပြောပါအောင်စိတ်မပြတ်ပါနဲ့လို့ပြောရအောင်။ဒီကာလဟာလူအနေနဲ့ကြည့်တော့စိတ်ပြတ်စရာမကောင်းဘူးလား။ကောင်းတယ်ဟိုဘက်လှဲ့လဲထွက်ပေါက်မရှိဒီဘက်တိုးမယ်ဆိုလဲထွက်ပေါက်မရှိနော်။ဒီနေရာမှာပဲဆက်နေရအောင်ကလည်းအောက်ခြေမခိုင်နော်။ဘယ်ချိန်ကြုံကြမလဲဆိုတာစိတ်ပူနေရတဲ့ကာလဆိုတော့ဖခင်ကိုမျှော်ကြည့်ပါဟာလေလုယာဖခင်မှာအမြဲတမ်းဒီလန်ရှိတယ်ထိုဖခင်ကဘယ်တော့မှတင့်ကိုမထားခဲ့တော့ဖခင်ဖြစ်တယ်အာမင်ယောသရဲ့အသက်တာကြည့်အောင်နော်သူ့ဖေအိမ်မှာ तू ကအရန်ကောင်းစားတဲ့သားဖြစ်တယ်ကျန်တဲ့သူတွေထက်ပို့ပြီးတော့အယောင်အသွေးစုံလင်သောအင်ဂျီကိုဝေ့ရတယ်ဘာလို့လဲဆိုတော့သူ့အဖေကဒီသူ့မိန်းမထဲမှာဆိုရင်ယောသရဲ့မိခင်ကို तू ကတအားချစ်တာ哦နော်ရဖို့အတွက်14နှစ်လောက်နော်ကြုံခံပြီးမှလုံးဝအဖိုးခအများကြီးပေးပြီးမှရတဲ့မိန်းမဆိုတော့ तू တအားချစ်တာဆိုတော့အဲ့ကနေမွေးလာတဲ့ယောသဆိုတော့နော်ပြောမနေနဲ့တော့ तू များထက် तू သားအကြီးတွေထက်ပို့ပြီးတော့လှပစွာဆင်ရင်အဖေအိမ်မှာစိုးရင်ချက်တစ်ခုမှမရှိဘဲနဲ့ तू နေရတယ်ဒါပေမဲ့ရုတ်တရက်ချက်ချင်းသူ့ရဲ့ season ကပြောင်းသွားတယ်သူ့ရဲ့ကြော်ဖြတ်နေရတဲ့ကာလတစ်ခုဟာရုတ်တရက်ချက်ချင်းပြောင်းပြန်ဖြစ်သွားတယ်ညီအကိုတွေရဲ့ဆွန့်ပစ်တော်သူဖြစ်သွားတယ်ရေတွင်းဟောင်းတဲ့ရောက်သွားတယ်မျောလင်းချက်မဲ့သွားတယ်နောက်ဆုံးကျွန်းဖြစ်တဲ့ရောင်းစားခံရတယ်သူဖြတ်တန်းရတဲ့ကာလဟာမိုးလေးရွာပြီးပျော်နေလို့ရှိသေးတယ်မိုးကရက်သွားတယ်နေရချက်ချင်းပူလာတယ်ဒီလိုမျိုးဘဝမှာကြုံဘူးကြမှာပဲနော်အားလုံးအဖေရုတ်တရက်တည်သွားတယ်ကျွန်တော်တို့မြန်မာစကားမှာတိတ်အတိတ်ပဲနဲ့နေတယ်ငါတို့ရဲ့မြင့်မို့တောင်ကြီးပြိုပါပြီဆိုလိုတာပါလေအားကိုးစရာမရှိတော့ဘူးနော်လာကလေးထိုးပြီးတစ်လလုံးလုံးနော်စူးစမ်းပြီးရလာတဲ့လာခလေးနဲ့ပြန်လာကားပေါ်မှာခပိုက်လိုက်ခံရရင်ဘယ်လိုခံစားရမလဲကုန်ပါသွားပြီဆိုရင်နော်မနေ့တနေ့ကမှစူးစမ်းပြီးဖုန်းဝယ်လာတယ်တခိုးတည်းပါသွားပြီဆိုဘယ်လိုနေမလဲနော်သူ့ဘဝအဲ့ထက်ဆိုးတယ်သူ့ကိုချစ်တဲ့သူ့ကိုကွယ်ကာတဲ့အဖေမရှိတော့ဘူးသူ့ရဲ့ညီကိုရင်းနေသူ့ကိုရောင်းစားတယ်ရုတ်တရက်ချက်ချင်းသူ့ဘဝဟာပူလောင်ခြင်းတော့နာကျင်ခြင်းမောင်မိုက်ကာလာထဲမှာသူဖြတ်တန်းရတဲ့အချိန်ရောက်သွားတယ်ဒါပေမဲ့အဲ့ဒီကာလမှာဖခင်ကသူ့ကိုလုံးဝဆုံးပစ်ပြီးသွားတာလားဆိုတော့မဟုတ်ဘူးနော်အောစရာတိတ်ကောင်းတယ်ပေါတိပါအိမ်မှာကျွန်တယောက်ရောက်လာတာကသူ့အိမ်တစ်ခုလုံးကောင်းစားဖို့အတွက်ဖြစ်သွားတယ်တဲ့ဟာလေလုယာကျွန်မခုတလုံးမှနားလည်တဲ့အရာကလေအမောင်မိုက်ဆုံးလို့ထင်ရတဲ့ကာလကိုဖြတ်တန်းရတဲ့အချိန်မှာလဲအမြဲတမ်းကြီးစိုးနေတာမဟုတ်ဘူးနော်ကောင်းသောနေ့ရက်တွေကိုဖခင်ပေးနိုင်တယ်ဟာလေလုယာဟာလေလုယာအဲကြောင့်မလို့ကျွန်တော်တို့ကခံယူတတ်ဖို့နားလည်နိုင်ဖို့ပွေဖက်တတ်ဖို့အရင်အရေးကြီးတာဖြစ်တယ်အလွယ်တကူစိတ်သက်ကြတော့ယုံကြည်သူတွေမဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေကိုရင်ဘက်ကိုပုတ်ပြီးပြောရအောင်ငါဟာခိုင်ခန့်သောယုံကြည်သူဖြစ်တယ်အလွယ်တကူမလဲကြသောယုံကြည်သူဖြစ်တယ်ယာတီတိုင်းမှာခိုင်ခန့်သောသူဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာမီးတဲ့စစ်စင်းရင်လည်းသင်ကခိုင်မာရမယ်ဟာလေလုယာရေထဲမှာဖြတ်လျှောက်ရတဲ့အချိန်မှာလည်းသင်ကခိုင်မာရမယ်ဆိုတော့သူရှိခြင်းအပြင်နဲ့ပေါတိဖာအိမ်ကအယံကိုကောင်းစားတိုးပွားပြီးတော့သူ့ပစ္စည်းသူတော်မမတ်မိတော့လောက်တဲ့အထိသူ့မိမကလွယ်လို့ကြံတာအားလုံးကိုယောသတ်ကိုအတဲ့အထိဖြစ်သွားတဲ့ခါသူ့ဘဝတစ်မျိုးတော့ပြန်ဖြစ်သွားမှာပဲနော်ကျွန်း
အဖေအိမ်မှာမနေရတော့ညီကိုတွေနဲ့ခွဲခွာရတယ်ဆိုပေမဲ့လည်းဒီမှာလည်းတစ်ခုခုတော့အစင်တော့ပြေနေတာပဲဒါပေမဲ့ရုတ်တရက်ချက်ချင်းအဲ့ဒါပြန်ပြောင်းသွားပြီးတော့မဒိမှုနဲ့နော်မကောင်းတဲ့နာမည်နဲ့သူကထောင်ထဲကိုရောက်သွားတယ်မတရားသဖြင့်ခံရပြန်ရောအဲ့ဒီ season မှာသာယောသက်ကလက်လျှော့ခဲ့တယ်ဆိုရင်အဲ့ဒီ season မှာသာယောသက်ကဘဝကိုအရှုံးပေးခဲ့တယ်ဆိုရင်တော့ဖျားပို့မဲ့နေရာဖြစ်တဲ့ဒုတိယဘုရင်ခံချုပ်တော့ဘယ်တော့မှရောက်မှာမဟုတ်ဘူးနားလည်နိုင်ဖို့ဘုရားကောင်းကြီးပေးပါစေတင်းရဲ့အသက်တာဒီကာလဟာအချိန်အပိုင်းခြားတစ်ခုပဲဘုရားကကြော်ဖြတ်စေတာဖြစ်ပြီးတော့လှပသောပန်းတိုင်ကတင့်ကိုစောင့်နေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျမတို့ဘုရားမှာထိုအရာကိုနားလည်ပြီဆိုရင်တော့ကြုံရတဲ့အရာတိုင်းထဲမှာစိတ်တကြစရာမရှိဘူးဒါကြောင့်ကျမ်းစာပြောတယ်အရာရာ၌ဂျေဇုတော်ကိုချီးမွမ်းကြပါလို့ပြောတယ်ဟာလေလုယာလူအနေနဲ့မချီးမွမ်းနိုင်စရာအချိန်နေထဲမှာပင်လေချီးမွမ်းနိုင်ဖို့ရအတွက်ဘုရားကတင်တဲ့ကျွန်ုပ်ကိုမျှော်လင့်တာဒီယာဒီတိုင်းကိုသူကကင်ထားလို့ဖြစ်တယ်အာမင်ဒါဝိဒ်လဲကျွန်မပြန်ပြီးတော့ခွန်အားယူတယ်နော်ဒါဝိဒ်ကဘာအလုပ်လုပ်လဲတိုးချောင်းသားလုပ်တယ်တနေ့မှာတော့ဘုရားရဲ့ prophet ကြီးရောက်လာပြီးတော့လာရှာပြီးသူ့ကိုဘာလုပ်ပေးလဲစီနဲ့ပိတ်သိပ်ပေးတယ်ဘာအတွက်လဲဘယင်ဖြစ်ဖို့နော်ဣသေလတိုင်းပြည်မှာဘယင်မရှိခဲ့ဘူးဖခင်ကပဲဥဆောင်ခဲ့တယ်တရားသူကြီးတွေအပြင်ဥဆောင်ခဲ့တယ် prophet တွေအပြင်ဥဆောင်ခဲ့တယ်တစ်ချိန်မှာတော့သူတို့ကတခြားတိုင်းပြည်တွေဟိုကြည့်ပြီးတော့ဟိုတိုင်းပြည်မှာလည်းဘယင်ဒီတိုင်းပြည်မှာလည်းဘယင်ဆိုကျွန်တော်တို့လည်းဘယင်ပေးပါပြောတဲ့အခါမှာဖခင်ကရှောလူကိုပေးတယ်ရှောလူကဖခင်စကားနားမထောင်တဲ့အခါမှာသူ့ရဲ့မိခွက်ကရွှေ့သွားပြီးတော့ဘသူစီရောက်သွားလဲလို့ပြောရင်ဒါဝိဒ်စီကိုရောက်သွားတယ်ဒါဝိဒ်ကိုရှင်ဘယင်ဖြစ်ဖို့စီတဲ့ဗိသိက်ပေးပြီးနောက်ရက်မှာတခါတည်းတန်းပြီးဘယင်ဖြစ်တာမဟုတ်ဘူးနော်သူ့ရဲ့ဘဝမှာအဖေခိုင်းတဲ့ဟာလေးကိုလှုပ်သိုးလေးတွေကိုတော်တယ်မှာကြောင်းတဲ့ဘဝကနေဟာဘယင်ဖြစ်မယ်ဆိုပြီးတော့ဖခင်ရဲ့ဗိသိက်ချင်းရောက်လာတဲ့အခါသူတို့ခင်မှာ prophet လုံးဝမမားနိုင်တဲ့ prophet ကြီးကလာဗိသိက်ပေးပြီးဆိုတော့အဲ့ဒါလုံးဝသေချပြီဒါဖခင်ရဲ့အကြံစီတော့ဒါပေမဲ့အဲ့ဒီရုတ်တရက်ချက်ချင်းလင်းကနေလက်ခနဲ့ဖြစ်သွားတဲ့သူ့ရဲ့အချိန်ကာလအပိုင်းခြားထဲမှာကြောက်စရာကောင်းတဲ့အရာတွေခက်ခဲတဲ့အရာတွေကတွဲရက်ပါလာဒါဒီနေ့နားလည်ရမယ့်အကြောင်းအရာဖြစ်တယ်နော်သေချာနားထောင်စေချင်တယ်နှစ်ခုကအများအားဒွန်တွဲနေတယ်ကျမတို့ဘဝမှာလေဆိုတော့သူကဘယင်ဖြစ်တော့မယ်ငါကတိုင်းပြည်ကိုအုပ်ချုပ်ရမယ့်သူဖြစ်မယ်ဖျားချီးမြှောက်မယ့်သူဖြစ်မယ်ဒါပေမဲ့တပြိုင်နက်တည်းသူဘာကိုခံစားရလဲဆိုတော့ရှောလူရဲ့တတ်ဖို့ရန်အတွက်ရှာခြင်းကိုအကျဉ်းချင်းခံရပြန်ရောအခုပဲသူ့မှာနော်ရှောလူအတွက်ဆူတောင်းပေးဖို့ဟိုနတ်ဆိုးနင်ထုတ်ဖို့လိုအပ်တယ်ဆိုရင်လည်းတခါသူ့မှာစောင်းတီးပေးရပြန်ပြီးတခါအဲ့ဒီဘယင်ကပဲသူ့ကိုများနဲ့ပြစ်ပြန်ရောအမျိုးမျိုးလှန်နဲ့ထိုးပြန်ရောထွက်ပြေးရပြန်ရောအခက်ခဲနဲ့နော်ကောင်းခြင်းတွေကိုဒွန်တွဲပြီးတော့ဘုရားကကြုံတွေ့စေတဲ့အခါမှာဒါကြောင့်ဘုရားကပြောတယ်သင်တို့မခံနိုင်သောစုံစမ်းတော့ရှက်ခြင်းကိုငါမပေးဘူးတဲ့ခံနိုင်မိအကြောင်းထွက်မြောက်ရာလမ်းကိုကြိုတင်ပြင်ဆင်သောဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ထွက်ပြေးရတယ်ဟေးတောထဲမှာအချိန်ချင်းဟိုကြောက်ဆောင်နေကြတဲ့မှာပုံအမျိုးမျိုးဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးသွားနေလို့သူ့ရဲ့ဘဝကအရန်ဆိုးသွားပြီလားတစ်ချိန်လုံးပဲမှောင်မိုက်ထဲမှာသွားလာရတာလားဆိုတော့မဟုတ်ဘူးတော့အဲ့ဒီကာလမှာပင်လျင်အောဆရာကောင်းတာကပြေးရင်လွှားရင်နဲ့အဒုလန်ဥမင်ထဲမှာသူနေနေတဲ့ချိန်မှာပုံအောင်နေတဲ့ချိန်မှာသူ့နောက်ကိုလိုက်မဲ့သူ400ကိုဥဆောင်တော်သူဖြစ်ခွင့်ရတယ်ဟာလေလုယာဒီနေ့သင်ကပုံးရှောင်တော့အသက်တာပုံးရှောင်ရတဲ့ကာလဖြစ်ကောင်းဖြစ်မယ်နော်အခုနောက်ပိုင်းဆိုကျွန်တော်တို့ခဏကြားရတယ်နော် stay ရှောင်တယ်တို့ဟုတ်လားနော်ဟိုစစ်ပြေးရတယ်တို့ငယ်တော့မကြားဘူးတဲ့ဟာတွေအခုကြားနေရတယ်သင်ပြေးလွှားနေရင်နဲ့ပင်လေဘုရားကသင်ကိုကောင်းချီးပေးနိုင်တော့ဘုရားဖြစ်တယ်ဟာလေလုယာဆိုတော့ဒါဝိဒ်ရဲ့အသက်တာနန်းတော်ထဲကိုရောက်မှဖုံးဆိုတရက်မှပောက်ကွဲပြီးတော့ရောက်သွားတာမျိုးမဟုတ်ပဲနဲ့ကြော်ဖြတ်ရတယ်နော်သူ့ရဲ့အသက်တာထဲမှာဆော့ကပြောတဲ့တစ်တုံးလိုပဲအယောင်တွေအတန်အကွင်းလှပစွာပေါ်ဖို့ရန်အတွက်ဘုရားကသူ့ကိုခေါ်ဆောင်တယ်သူတတိုင်းပြည်လုံးကိုအုပ်ချုပ်နိုင်ဖို့ရန်အတွက်လူ400တော့ဥဆောင်တော့နော်တကယ်သူ့ကိုဟိုစစ်မဲ့ပိုင်းဆိုင်ရာမှာလာတဲ့လူတွေကလည်းအားလုံးဖတ်ပြီးပါနော်အကျွေးတင်တဲ့လူတွေပြဿနာရှိတဲ့အဖွဲ့တွေနော်လုံးဝလိုချင်စရာမကောင်းတဲ့အဖွဲ့တွေကဒါဝိဒ်နောက်ကိုကျွန်တော်တို့လိုက်ပါမယ်ပြောပြီးတော့သူကဥဆောင်ရတော့အသက်တာဖြစ်လာတယ်ဒီနေ့ချက်တော်မိတ်ဆွေဖခင်ကတိကျစွာတည်တင်တာအဖြစ်သင်ကိုနားလည်စေချင်တာကတော့ယခုသင်ကြော်ဖြတ်ရတဲ့ကာလဟာအခိုက်အတန့်တစ်ခုပဲဖြစ်တယ်အဲ့ဒီကာလထဲမှာဖခင်ရဲ့အကြံစီတော်ရှိတယ်သင်မောင်မိတ်လို့ခံစားနေရတဲ့အချိန်မှာပဲလေသင်အတွက်ဖခင်ကလိုအပ်ရင်မိုးကိုရွာစေနိုင်တော်ဖခင်ဖြစ်တယ်လိုအပ်ရင်အရိပ်ကိုပေးနိုင်တော်ဖခင်ဖြစ်တယ်ဟာလေလုယာထိုဘုရားကိုလက်ခုပ်တီးလက်တစ်ခါတော့ပြန်ပြီးတော့ချီးမြှောက်ကြရအောင်
ဒါကြောင့် season တိုင်းမှာเนาะကြော်ဖြတ်ရတဲ့ကာလရာသီတိုင်းမှာကျွန်တော်တို့ကစိတ်ပြတ်တော်သူအာရော့တော်သူဖခင်ကိုညှင်းဆန်တော်သူယုံကြည်ခြင်းကိုထားခဲ့တော်သူမဖြစ်ဖို့ရန်အတွက်အထူးပဲအရေးကြီးတယ်ကျွန်တော်တို့ဒီဘန်ကောက်မှာเนาะဤမြလောက်တော့ဖခင်ကိုစာငတ်တော်နှုတ်ကပတ်တော်ကိုမျှော်လင့်တော်ယုံကြည်သူတွေရှိတဲ့အတွက်ဒီဘန်ကောက်ကကောင်းကြီးခံစားကိုခံစားမှာဖြစ်တယ်ဟာလေလုယာ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 သင်ရှိခြင်းကဘန်ကောက်တိုးတက်ဖို့ကောင်းကြီးခံစားဖို့လုံခြုံဖို့ထိုင်းနိုင်ငံအတွက်ပြင်လေကောင်းကြီးဖြစ်ဖို့ဘုရားကကျမတို့ကိုဒီနေရာမှာထားတာဖြစ်တယ်ဘုရားနာမတာယူပုံကြည်ပါစေယေဇကျေလအခန်းကြီး34အခန်းငယ်26ကိုကြည့်ရအောင်ဒီမှာထိုးထားမယ်ထင်တယ်ဒါဆိုအတူတူကဖတ်ကြရအောင်သူတို့ကို၎င်းအချိန်တန်လျင်နော်အချိန်တန်လျင်ဆိုတော့ကျမ်းစာထဲမှာခဏခဏတွေ့ရတယ်အချိန်တန်ရင်အဲ့ဒီအချိန်ဟာဘုရားရဲ့အချိန်ဖြစ်တယ်ဟာလေလုယာဘုရားကအချိန်တန်ပြီလို့သတ်မှတ်ရင်ဘယ်သူကမှတင်းရဲ့ကာလတင်းရဲ့ season ကိုပြောင်းလဲပေးလို့မရဘူးထိန်းချုပ်လို့မရဘူးဘုရားကမိုးရွာစေပြီဆိုရင်တင်းအတွက်မိုးကရွာကိုရွာလာမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာလုံးဝ6တွေ့နေတယ်ဟာဘာမှမိုးရွာစရာအချိန်တွေမရှိဘူးလို့သင်ခံစားကောင်းခံစားမယ်ဒါပေမဲ့ငါဤတောင်တော်ပတ်လည်၌ရှိသောအရတ်တို့ကို၎င်းငါကောင်းကြီးပေး၍အချိန်တန်လျင်မိုးကိုရွာစေသဖြင့်ကောင်းကြီးမိုးရေကြလိမ့်မည်ဟာလေလုယာကောင်းကြီးမိုးရေကြလိမ့်မည်ကောင်းကြီးမိုးရေကြလိမ့်မည်တင်းရဲ့မိုးကိုရွာစေမဲ့သူကဖရားပဲဖြစ်တယ်တင်းရဲ့ကောင်းကြီးကိုစီရင်မဲ့သူကဖရားပဲဖြစ်တယ်ကျွန်တော်တို့ကတခါတလေမြင်ရတဲ့အရာတွေကြည့်နော်မိုးတိမ်ကလက်တဆုပ်စားတော့မရှိဘူးနော်ကောင်းကင်ကိုကြည့်ရတာတော့မိုးရွာမဲ့လက္ခဏာတစ်ခုမှမပေါ်ဘူးငါဘဝကငါကြည့်တဲ့ခါမှာတော့လုံးဝမျောလင့်စရာတော့ဘာမှမရှိပါဘူးလို့သင်ထင်ကောင်းထင်မယ်ဒါပေမဲ့လေမလာလဲဘုရားကမိုးရွာစေနိုင်တဲ့ဘုရားဖြစ်တယ်တိမ်မရှိလဲဘုရားကမိုးရွာစေနိုင်သောဘုရားဖြစ်တယ်အချိန်တန်လင်းလို့ပြောတဲ့အတွက်အဲ့ဒီအချိန်ကိုစောင့်ဆိုင်တတ်သောသူများဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေတင်ကြုံတွေးနေရတဲ့အချိန်တွေအရရက်ကဖျားလက်ထဲမှာရှိတယ်အဲ့ဒီကောင်းကြီးကိုရွာစေမဲ့သူကဖျားဖြစ်တယ်ဆိုတာကိုတင်နားလည်ပြီဆိုရင်တော့ဒီနေ့ဖျားကိုပဲမျှော်ကြည့်မှာဖြစ်တယ်။နာမရှိလို့ပြောပေါင်းဖျားကတင့်မိုးကိုအချိန်တန်တဲ့အခါရွာစေမယ်လို့ပြောရအောင်။တချို့ကလည်းကိုယ့်ဘက်ကဒါအချိန်တန်နေပြီနော်မဆောက်နိုင်တော့ဘူးဖျားဘယ်လိုလဲကျွန်တော်တို့အချိန်တန်နေတာအရကြာပြီနော်ဒါပေမဲ့ဖျားရဲ့အချိန်ကအလှပဆုံးပါပဲဟာလေလုယာကျွန်တော်တို့လည်းအချိန်ချင်းဘုရားကိုမေးခွန်းထုတ်ဘူးတယ်ကိုတော့အချိန်ကမတန်သေးဘူးလားကျွန်တော်တို့အချိန်ကဆိုတော့ကြော်နေပြီနော်တော့ကိုကြော်နေပြီလာဇရုလိုပေါ့၄ရက်ရှိပြီပုတ်တောင်ပုတ်နေပြီမသေးခင်ရောက်လာရင်တော့အဆင်ပြေတယ်အခုတော့မမီတော့ဘူးလို့ကျွန်တော်တို့ပြောတယ်ဒါပေမဲ့ဘုရားရောက်လာပြီဆိုရင်ဟာလေလုယာအချိန်မမီဘူးဆိုတာမရှိဘူးနော်အချိန်နောက်ကျသွားပြီဆိုတာမရှိဘူးထိုဘုရားကတတ်ဆွမ်းနိုင်သောဘုရားဖြစ်တယ်အာမင်ဒီနေ့မနေ့ပိုင်းနေ့လယ်ပိုင်းလေးမှာเนาะပရမsection လေးမှာကျွန်တော်တို့ကြည့်ချင်တဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဒါကတော့ရှင်ယောဟန်ခန်းကြီး9ခန်းငယ်1ကနေ9ဒါလေးကိုကျွန်တော်တို့ကြည်ရင်လည်းခုနကပြောသွားတဲ့ဝိညာဉ်ရေးရာเนาะကျွန်တော်တို့အကြောင်းအရာလေးတွေကိုဒီနေရာမှာပြန်ပြီးတော့ပို့ပြီးတော့နားလည်အောင်ဝိညာဉ်တော်ဘုရားကဖွင့်ပြပါလိမ့်မယ်လို့ခန်းငယ်1ကနေဖတ်ချင်တယ်ရှင်ယောဟန်ခန်းကြီး9ခန်းငယ်1ကနေဖတ်မှာဖြစ်ပါတယ်ထို့နောက်မှာယူဒပွဲခံစဉ်တွင်ယေရှုသည်ယေရုရှလင်မြို့သို့ကြွတော်မူ၏ယေရုရှလင်မြို့၌တိုးတကားနာမှာဟေပြဲဘာသာစကားအဖြစ်ဘေတေတရအမည်ရှိသောရေကန်ရှိ၏ထိုရေကန်သည်ကနားပြင်9ဆောင်နှင့်ပြည့်စုံ၏ထိုကနားပြင်တို့၌မျက်စိကန်းခြေမစွမ်းကိုပိန်6သောသူတို့မှဆ၍အနာရောဂါဆွဲသောသူများအပေါင်းတို့သည်ရေလှုပ်ရှားခြင်းကိုမျှော်လင့်၍နေကြ၏ဟုတ်ပြီအဲ့ဒီခဏရရအောင်နော်ဆိုတော့ယေရုရှလင်မြို့မှာတဲ့တိုးတကားနားမှာဟေပြဲဘာသာစကားဖြင့်ဘာလို့ခေါ်တာလဲဘေတေတရလို့ခေါ်တဲ့ရေကန်ရှိတယ်တဲ့ဘာရှိလဲရေကန်နာမည်ကဘာလို့ခေါ်လဲဘေတေတရလို့ခေါ်တယ်အဲ့ဒီရေကန်ဟာတဲ့နော်ဘယ်လိုထူးခြားသလဲဆိုတော့အဲ့ဒီရေကန်ကိုကောင်းကင်တမန်ကအချိန်တန်တဲ့အခါအားလုံးပြောရအောင်အချိန်တန်တဲ့အခါကောင်းကင်တမန်ကဆင်းလာပြီးတော့အဲ့ဒီရေကန်ကိုလှုပ်လေးရှိတယ်အဲ့ဒီလိုမျိုးလှုပ်လိုက်တဲ့အချိန်လေးကိုအားလုံးကစောင့်နေကြတယ်။ဘာအတွက်လဲလို့ပြောရင်ကျမ်းမာခြင်းကိုရဖို့လွတ်မြောက်ခြင်းကိုရဖို့နမိတ်လက္ခဏာကိုမြင်ရဖို့အတီးတီးစောင့်နေကြတယ်။ဘယ်သူတွေလဲလို့ပြောရင်မျက်စိကန်းတော်သူချိန်မစွမ်းတော်သူကိုပိန်၆တော်သူအနာရောဂါဆွဲတော်သူ
ဆိုတော့ချိုးတဲ့သောသူတွေအတွက်လိုအပ်တာကကျမ်းမာခြင်းတည်ဆုံခြင်းလွတ်မြောက်ခြင်းဆိုတော့သူတို့တအားမျောလင့်တယ်ဒီရေကန်ဘယ်တော့လုံမလဲနော်နေဖြစ်မလားညဖြစ်မလားနော်3 လတစ်ချိန်လို့လည်းမရေးထားဘူးတစ်နှစ်တစ်ခါလို့လည်းမရေးထားဘူးကောင်းကင်တမန်ကသူ့ဟာသူဆင်းလာပြီးတော့ရေလှုပ်တဲ့အချိန်မှာဘယ်သူကအနာရောဂါပျောက်လဲဆိုတော့ရေကန်လှုပ်တဲ့အချိန်မှာပထမဦးဆုံးဆင်းမိတဲ့သူကပဲအနာရောဂါပျောက်တယ်စဉ်းစားကြည့်နော်မျောလင်းပြီးတော့အားလုံးကစောင်းနေကြတဲ့အချိန်မှာရေကန်လှုပ်လာပြီဆိုတာနဲ့အကုန်လုံးခုန်ဆင်းကြမှာပဲနော်ဒါပေမဲ့တချို့ကလည်းမျက်စိကန်းရက်နဲ့ရေပဲဆိုပြီးပြန်တက်လာနော်တချို့ကလည်းဟာခြေထောက်တောင်မှမတန်ပါဘူးဆိုမှနော်လိမ့်ချလိုက်တာနော်ယောဂပျောက်ခြင်းလွန်အားကြီးလို့ဂျွန်းထိုးပြီးဆင်းသွားတာကဲကြပါဦးငါမပျောက်ဘူးနော်ငါရှေ့မှာတယောက်ပျောက်သွားပြီကျွန်တော်တို့ကစမ်းစာကိုဒီတိုင်းပဲဖတ်တာလေတကယ်တမ်းကျတော့နော်ပြေးပွဲပြိုင်ပွဲဝင်တဲ့လူတွေတောင်မှလေဟာတခါတည်းအားလုံးကတော့ကိုပထမလို့ထင်ပြီးပြေးတာပဲဒါပေမဲ့ခုခေတ်ဆိုအရန်ခေတ်ပြီးတော့ကင်မရာတွေကတောက်ပေါင်းစုံကနေရိုက်ထားပြီးတော့ဒီမှာတားထားတဲ့ကြိုးတန်းကိုပထမဆုံးဝင်တိုက်တဲ့လူနော်ညင်းလို့မရဘူးအဲ့လူကပဲပထမရသွားတာဆိုတော့သူတို့ကကောင်းကင်တမန်ကိုတော်တိုင်နော်ကောင်းကင်တမန်နေကိုတိုင်ဥဆောင်တဲ့ဖြစ်တဲ့ခါကျတော့လွဲသွားတယ်ဆိုတာတော့မရှိဘူးကွယ်တယောက်ကတော့လုံးဝယောဂပျောက်တယ်ဆိုတော့ဘယ်နှချိန်ဘယ်နှခါလှုပ်ပြီးဘယ်နှယောက်ပျောက်လဲတော့မသိပေမဲ့စောင်းတဲ့လူကအများများတယ်မပျောက်ပဲနဲ့ရေကန်နဲ့ခုန်ဆင်းပြီးမှနော်ငါဒီတခါတော့နော်နားပင်းနေတာပျောက်မဲ့ထင်တာမပျောက်ပြန်ဘူးနော်ဒီတခါမျက်စိကန်းနဲ့ဟာလေပျောက်ချင်တာရေပဲဆိုးတယ်နော်မနေ့ပြန်တက်ခဲ့ရတယ်အမျိုးအစုံနဲ့ညီးတွားပြီးတော့ကြော်ဖြတ်မယ်ပျောက်တာကတယောက်တည်းနော်မပျောက်တဲ့အဖွဲ့ကပုံများတယ်နားလည်နိုင်ဖို့ဘုရားကောင်းကြီးပေးပါစေပျောက်တဲ့အဖွဲ့မပျောက်တဲ့အဖွဲ့ဘယ်သူပုံများလဲမပျောက်တဲ့ဖွဲ့ကပုံများနေတာဘယ်နှယောက်ပဲပျောက်လဲတယောက်ပဲအဲ့တယောက်ကဘာတူလဲရေကန်လှုပ်တဲ့ချိန်မှာအရင်ဆုံးဆင်းမိတဲ့သူဆိုတော့ဆက်ပြီးတော့ကြည့်ရအောင်သူတို့စောင့်မျှော်နေတာကရေလှုပ်ရှားခြင်းကိုစောင့်မျှော်နေကြတယ်တဲ့အကြောင်းမူကားအချိန်တန်လျင်ကောင်းကင်တမန်သည်ရေကန်သို့ဆင်းသက်၍ရေကိုလှုပ်ရှားတတ်၏ထို့သောရေလှုပ်ရှားသည့်နောက်ရှေးဦးစွာဝင်သောသူသည်မိမိ၌ဆွဲသမျှသောအနာရောဂါနှင့်ကင်းလွတ်ခြင်းသို့ရောက်တတ်၏ကဲဘာယောဂါဆိုတာမဟုတ်တော့ဘူးနော်ခါလဲနာတယ်နော်မျက်စိကလည်းမကောင်းဘူးနော်နားကလည်းနည်းနည်းထိုင်းသွားပြီတတိကလည်းမေ့တတ်တယ်နော်အရေးထဲမှာအကျော်ကလည်းကတ်တယ်ဘာတွေဖြစ်လဲရတယ်ကိစ္စမရှိဘူးပထမဦးဆုံးသာခုံချနော်ရေကန်လှုပ်တဲ့ချိန်မှာပထမဦးဆုံးသာခုံချမြင်အောင်ကြည့်တချို့တွေဆိုကြည်နဲ့တခါလေဆိုလင်းတော့တားဖြစ်စေခြင်းရင်ဖြစ်တယ်လို့ခံစားရတဲ့ချိန်ရှိရမလားနော်အယက်ခုံချခြင်းလို့တချို့ဆိုနော်ရေကန်မလှုပ်ဘဲနဲ့တောင်ခုံချမိတယ်ဖြစ်နိုင်တယ်နော်ဆိုတော့ခုံချပြီးငါရေကန်လှုပ်တယ်ထင်တာကျွန်တော်တို့ဆိုခုမြန်မာပြည်မှာပါလဲငလင်မလှုပ်ဘဲနဲ့လည်းလှုပ်တယ်ထင်နေရနော်အထုပ်ပဲထဆွဲပြီးပြေးရမလို့အားနေရင်လှုပ်တယ်လို့ခံစားလို့နောက်ဆုံးဘာလုပ်ကြလဲဆိုတော့ရေဘူးကိုအိပ်ရမှာထားရတယ်တဲ့နော်လှုပ်တယ်လို့ခံစားရရင်ရေဘူးကိုကြည့်နော်ခါကြတယ်လည်းလှုပ်နေပြီကိုကမခံစားတော့ဘူးနော်စိတ်ကအကျင့်ပါလို့ဖြစ်မှာပါဆိုအားလုံးကဘာလုပ်ကြလဲဆိုတော့ရေဘူးလေးထားပြီးတော့နော်ရေတဝက်လောက်ထည့်ပြီးတော့ကိုခံစားချက်ပေါ်မှာမမူတည်တော့ဘဲနဲ့ရေတကယ်လှုပ်လားမလှုပ်လားကြည့်ရတယ်နော်ဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်ဒီတိုင်းကိုယ့်ရဲ့စဉ်းစားနိုင်တဲ့ဉာဏ်နဲ့ကိုယ်မြူးပြီးစဉ်းစားရမယ်ဆိုတချို့တွေကလည်းရေကန်မလှုပ်ဘဲနဲ့ဆင်းပြီးတဲ့အဖွဲ့နဲ့နော်ဆင်းတော်လဲပဲပထမမရလို့ယောဂမပြောက်ပဲကုန်းယုံပြီးမနေ့ပြန်တက်လာတဲ့အဖွဲ့နဲ့အဲ့ဒီရေကန်မှာကနော်မျောလင့်ချက်တာရှိတာအဖြေကတော်တော်ရှားပါပြီးတော့အားလုံးကရှိနေကြတယ်ထို့အခါအားလုံးလိုက်ဆိုပါ38နှစ်ပတ်လုံးယောဂဆွဲတော်သူတယောက်ဒီရေကန်နားမှာရှိ၏ဘယ်နှစ်လဲ38နှစ်နော်ဆရာမညီမရှိတော့မေးကြည့်အောင်38နှစ်အောက်အဖွဲ့တွေလက်ထောင်ပါဦးဝါလက်ထောင်တဲ့အဖွဲ့တွေကတော့ share ပဲနော်ကျန်တဲ့အဖွဲ့မထောင်တဲ့အဖွဲ့ကိုမမေးတော့ဘူးနော်ဘာလို့ဆိုတိတ်တိတ်ဆိတ်နေပါစေနော်ဒါမကောင်းဘူးနော်ဒီကာလမှာအသက်တွေမေးရတာမကောင်းဆိုတော့တချို့ကလည်းတလားလောက်လို့ဆိုတော့ဝမ်းသာအားရထောင်ကြတယ်နော်ဘာဖြစ်အကျုံးဝင်သေးတယ်ပေါ့လေတချို့ကလည်းကိုယ့်အသက်ကိုမေ့ပြီးထောင်လာလည်းရှိမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဆို30နောက်ပိုင်းမရည်တော့ဘူးတို့ဘာတို့နော်ဆိုတော့38နှစ်ဆိုတာဘာလို့လက်ထောင်ခိုင်းလဲဆိုတော့တချို့ဒီမှာရှိတဲ့လူအများစုရဲ့အသက်ထက်ပိုကြာတဲ့ကာလဟာသူစောင့်မျှော်ရတဲ့ကာလဖြစ်တယ်နော်ကဲအခုဆို38နှစ်အောက်အဖွဲ့တွေခုနလက်ထောင်တဲ့အဖွဲ့တွေ
ကိုဘွားကိုပြန်လက်ကြည့်လိုက်ရင်ဖြတ်တန်းခဲ့ရတာတွေအများကြီးပဲကိုတော့အသက်တော်တော်ကြီးပြီလို့ခံစားရတယ်မလားနော်ဟာရေခင်းတွေလည်းကြုံရတယ်နော်ဆင်းရဲဒုက္ခတွေလည်းကြုံရတယ်စာမှုပဲကြတာလည်းကြုံဘူးတယ်အောင်တာလည်းကြုံဘူးတယ်ရည်စားလည်းရဘူးတယ်ကွဲဘူးတယ်ဆုံနေရပဲနော်ပြန်လက်ကြည့်လိုက်ရင်38နှစ်မပြောနဲ့နော်3နှစ်တို့5နှစ်တို့ဆိုတာတောင်အားကြတယ်လို့ခံစားရတဲ့အခြေအနေထဲမှာကျွန်တော်တို့ရှိနေတယ်မလားနော်ဆိုတော့ तू က38နှစ်လုံးတော်တော်ကိုနော်သူ့ရဲ့မျောလင့်ခြင်းကအားကြီးတယ်လို့ပြောလို့ရတယ်ထိုသူသည်တုံးလုံးနေသည်ကိုယေရှုသည်မြင်တော်မူ၍နော်သူ့မှာကူညီမဲ့လူမရှိဘူးတုံးလုံးဆိုအဝတ်စားမပါတာပြောရမဟုတ်ဘူးနော်တုံးလုံးလေးလဲနေရပါဆိုတော့ तू မထနိုင်ဘူးကူမဲ့လူလည်းမရှိဘူးသူ့ကိုကြည့်တော့ယေရှုကချက်ချင်းသိလိုက်ပြီအော်ဒီလူဟာအယမ်းကြာနေပြီပဲလို့သိတဲ့အတွက်တဲ့အားလုံးပြောပါဦးကြာလာပြီဟုသိတော်မူလျင်ဖခင်ကတင်းရဲ့အသက်တာကိုအသေးစိတ်သိနာလေတော့ဖခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာကျမတို့ကအရာရာအားလုံးလင်းနဲ့လက်ခနဲ့ဖြစ်သွားမှနမိတ်လက်ခါတွေဝုန်းတိုင်းကျဲမှဖခင်အလုပ်လုပ်တယ်လို့ထင်တာဒီနေ့ဖခင်ကတင်းရဲ့အသက်တာထဲမှာတင်းတယောက်တည်း6ကတ်စွာရှိနေတဲ့အချိန်မှာပဲလေတင်းအတွက်ကြီးသောအမှုကိုပြုနိုင်တော့ဖခင်ဖြစ်တယ်ဟာလေလုယာတင်းကိုကြည့်ပြီးတော့တင်းစောင့်နေရတာအယမ်းကြာပြီဆိုတာကိုလည်းနားလည်တော်မူသောဖခင်ဖြစ်တယ်ဖခင်ရဲ့နှလုံးသားဘယ်လောက်လှပတယ်လဲလက်ခုပ်တီးလက်ထိုးဘုရားကိုချီးမွမ်းရအောင်ကျမတို့တွေကလေကိုယ့်ရဲ့အခြေအနေကိုလူတယောက်ကိုနားလည်စေခြင်းရှင်းပြရတာအယမ်းခက်တယ်နော်ပြောတယ်နားကိုမလဲနိုင်နားလည်စေခြင်းလေနားမလဲလေမဟုတ်ဘူးငါကတားခက်ခဲနေပြီဟိုကမသိသေးဘူးနော်ယေရှုကကျတော့ तू မပြောတော့မပြောဘူးနော်ဒါပေမဲ့ယေရှုကကြည်တာနဲ့ဒီလူဟာအယမ်းကြာနေပြီ तू စောင့်ဆိုင်းရတဲ့ကာလအယမ်းကြာနေပြီဆိုတာကိုယေရှုကနားလဲတယ်သင်စောင့်ဆိုင်းရတဲ့ကာလအယမ်းကြာပြီဆိုတာယေရှုကသိတယ်ဟာလေလုယာဟာလေလုယာသင်မျော်လင့်နေရတာသင်ဆုတောင်းနေရတာသင်မောင်မိုက်ထဲမှာစောင့်ဆိုင်းနေရတဲ့ကာလအယမ်းကြာပြီဆိုတာကိုသိတော်မူသောဘုရားဟာသင်ကိုးကွယ်သောဘုရားဖြစ်တယ်ဟာလေလုယာတင်မျက်ရည်ကျရတဲ့ကာလတင်ငိုကြွေးရတဲ့ကာလအယမ်းကြာပြီဆိုတာကိုသိတော်မူသောသူဟာဘုရားဖြစ်တယ်ဟာလေလုယာဒီကိုရင်ဘက်ကိုပုတ်ပြီးပြောအောင်ဘုရားကငါအခြေအနေကိုသိတော်ဘုရားဖြစ်တယ်ဘုရားသိပြီဆိုရင်လုံလောက်ပြီဟာလေလုယာတထေးတယောက်ကအင်မတန်ချမ်းသာကြွယ်ဝပြီးတင့်ကိုစေတနာရှိတဲ့တယောက်ကတင့်အိမ်မှာမိသားစုလိုက်ကြီးစားစရာမရှိလို့ငုတ်တုတ်ထိုင်နေရတယ်ဆိုတာသိပြီဆိုရင်တော့ तू ဘာလုပ်မလဲဆန်အိတ်ချက်ချင်းပို့ပေးမှာဖြစ်တယ်နော်သူတတ်နိုင်တဲ့အရာပဲဒီနေ့ဖခင်ကထုံမြမကတတ်ဆွမ်းနိုင်တော့ဖခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာအနာမရှိလို့ပကုံးလေးလှုပ်ပြီးတော့ပြောပါအောင်ဖခင်ကတင့်ကိုတည်နေတယ်နော်လို့ပြောရအောင်ဟာလေလုယာအဲ့ဒီလူရဲ့အသက်တာဟာလေယေရှုသူ့ကိုတည်တဲ့ယေရှုရောက်လာတဲ့အချိန်ဟာသူ့ဘဝတစ်ခုလုံးပြောင်းလဲသွားသောအချိန်ဖြစ်တယ်သူ့ရဲ့စောင့်ဆိုင်ရတဲ့ကာလအဆုံးသတ်သောနေရာဖြစ်တယ်ဟာလေလုယာဒီနေ့အတွက်တင့်ကိုဖခင်ပြောနေတော့နှုတ်ကပတ်တော်ဖြစ်တယ်နော်ရသွားဖို့ဖခင်ကောင်းကြီးပေးပါစေတည့်ရဲ့နေ့ရဲ့ကာလထဲမှာဘယ်တော့မှတကားမပွင့်တော့ဘူးလို့တင်ထင်ပေမဲ့ဘယ်တော့မှအလင်းရောင်မရောက်တော့ဘူးလို့တင်ထင်ပေမဲ့ဖခင်ရောက်လာပြီဆိုရင်တော့ဟာလေလုယာဒါနဲ့ယေရှုကသူ့ကိုတည်တဲ့အခါဗာမေးလဲဆိုတော့တင်သည်ကျမ်းမာခြင်းတို့ရောက်လို့တလောဟုမေးတော်မူ၏ဖခင်ကအားလုံးတည်တဲ့ဖခင်ကသူ့ရဲ့နှလုံးသားကိုဆွဲထုတ်လာတယ်မင်းကျမ်းမာခြင်းသလားနာတော်သူကလည်းသခင်တဲ့ရေလှုပ်ရှားသောအခါရေကန်ထဲသို့အကျွန်ုပ်ကိုတွင်ထားမဲ့သူမရှိပါသူ့ရဲ့အခြေအနေကိုသူပြောရှာတယ်နော်အယံတနာစရာကောင်းတယ်သူဒီလက်ချေတည်တော်သူဖြစ်တယ်သူဟာသူမျက်စိကန်းတဲ့လူဆိုရင်တော့လေရေလှုပ်တယ်အတန်ကြားတယ်နည်းနည်းအတန်ကြားတယ်ဆိုရုံးဆိုခုန်ဆင်းလို့ရတယ်လေနော်တခုခုဆိုလဲတခြားဟာတခုဆိုလဲသွားလို့ရကောင်းရလိမ့်မယ်ဒါပေမဲ့ तू ကခက်တာကခြေလက်မတန်တာဆိုတော့ तू ဟာနဲ့ तू မသွားနိုင်တော့ရေကန်လှုပ်ပြီးဟဲ့ဆိုတယောက်ကပြစ်ချမှာ तू ကရောက်မှာလေဆိုတော့ကျွန်ုပ်ကိုတွင်းထားမဲ့သူမရှိဘူးတဲ့စ조사ပြီးတော့ကျွန်တော်သွားပါတယ်ဒါပေမဲ့အခြားသောသူဟာကျွန်ုပ်ရှေ့မှာဝင်တတ်ပါသည်သူ့ဘဝကိုစဉ်းစားကြည့်ကျမ်းစာထဲမှာမရေးထားတော့လဲပေါ့ဒီလောက်ကျမ်းမာချင်းရှာတာငါဦးလေးငါသွားစောင့်နေလိုက်ပါမယ်ပေါ့နော်တူတွေတူမတွေကလည်းစောင့်ခဲ့မှာပေါ့နောက်ဆုံးလက်လျှော်ပြီးတော့ကဲနေ့ဟာနေတာနော်အဆင်ပြေသလိုနေခဲ့တော့အရန်လဲကြာနေပြီ10နှစ်ဆိုလဲမဟုတ်နှစ်20ဆိုလဲမဟုတ်နော်ဒါဆိုတော့ကဲဦးလေးရေကိုဟာနဲ့ကိုသားနော်အဆင်ပြေသလိုစ조사ပြီးရုံးကကောင်းရင်လည်းပျောက်မှာပေါ့ကဲကျွန်တော်တို့တော့လှုပ်เสียရှိတာလှုပ်လိုက်အောင်မယ်မိသားစုတရားမှသူ့နားမှာမရှိတော့ဘူးတငယ်ချင်းအပေါင်းအသင်းကူညီမဲ့လူတရားမှမရှိတော့ဘူး
မျောလင့်ချက်ကတော့မျောလင့်နေတော့မယ်ဒါပေမဲ့သူ့ရဲ့မျောလင့်ချက်ဟာသူနဲ့အလွန်ဝေးကွာနေတဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့ကျွန်မသူ့ကိုကြည့်တဲ့အခါလေအရန်ခွန်အားရတာတခုရှိတယ်38နှစ်တော့လက်မလျှော့ဘူးဟာလေလုယာဟာလေလုယာနောက်မှရှေ့လို့ပြောပါအောင်လက်မလျှော့နဲ့ဖရားတတ်နိုင်တယ်လို့ပြောရအောင်တိတ်ယုံကြည်တဲ့ပုံမပေါက်သေးဘူးဆိုလည်းနည်းနည်းပါးပါးပခုံးကနေလှုပ်ပြီးတော့နော်လဲဘင်းနေပါတော့မညစ်နဲ့ပေါ့နော်ဆိုတော့ယုံကြည်ခြင်းဆိုတာမျက်နှာမှာမြင်ရတယ်ဆိုတော့လေနော်လုံးဝတော့ငါဖရားတတ်နိုင်တယ်ဆိုတာကိုယုံကြည်ဖို့ရအတွက်သင်ရဲ့မျက်နှာသင်ရဲ့နှလုံးသားသင်ရဲ့အသက်တာအစဉ်သင်ရှိပါစေဟာလေလုယာသူ့အချိန်နဲ့သူပြောတဲ့အခါမှာအားရစရာတခုမှမရှိဘူးနော်သူကိုယ်တိုင်လည်းမလုပ်နိုင်ဘူးကုညီမဲ့လူလည်းမရှိဘူးတနိုင်ဆုံးအားကုန်စူးစမ်းတော့လည်းပဲအလင်းမမီနိုင်ဘူးပန်းနိုင်မရောက်နိုင်ဘူးဒါပေမဲ့အောစရာတိတ်ကောင်းတဲ့သူ့ရဲ့မျောလင့်ခြင်းကိုလက်မလျှော့တဲ့အရာကသူ့ရဲ့အဲ့ဒီမျောလင့်ခြင်းစောင့်ဆိုင်ခြင်းကာလကုန်မဲ့နေ့ကိုရောက်လာစေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲကြောင့်မလို့နော်အလွယ်တကူလက်လျှော့တတ်တော်သူဟာသူ့ရဲ့ကာလဖျားပြုတ်လို့မဲ့နမိတ်လက္ခဏာကိုလွဲချော်တတ်သောအသက်တာရောက်တတ်တယ်ဒါကြောင့်လက်မလျှော့တော်သူတွေဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေယုံကြည်သူဆိုတာအလွယ်တကူလက်မလျှော့ဘူးနော်ဒီမှာပြောဖို့တော့ပြင်ဆင်ထားတာမဟုတ်လို့ကျွန်မထဲတော့မပြောတော့ဘူးဒါပေမဲ့အခုတလောဘုရားကျွန်မကိုတုံတင်တဲ့ຢာကယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းကတွဲနေတယ်နော်သင်မမျှော်လင့်တော့ဘူးဆိုအဲ့ဒါမယုံကြည်တာပဲသင်ယုံကြည်တယ်ဆိုရင်လည်းမျှော်လင့်ကိုမျှော်လင့်မှာဖြစ်တယ်ဒါကြောင့်မနဲ့မိုးလင်းလာလို့သင်ဘာမှမမျှော်လင့်တော့ဘူးဆိုရင်ယုံကြည်ခြင်းကိုပြန်လဲဆန်းစစ်ပါငါယုံကြည်သေးရဲ့လားဖခင်လုံမယ်လို့ယုံကြည်တယ်ဆိုရင်သင်ကမျှော်လင့်မှာဖြစ်တယ်ဟာလေလုယာမနေ့တိုင်းကမာနမုတ်ကိုကျွေးမယ်နော်လို့ပြောတဲ့အတွက်ဣသေလလူမျိုးတွေကဘာလို့ရလဲတဲတဲကထွက်ပြီးမနေ့တိုင်းကောက်ရတယ်သွားကောက်တဲ့အခါမှာဖခင်ကဂတိတည်တဲ့မာနမုတ်ကိုကျွေးတော်ဖခင်ဖြစ်တယ်ဥပုံနဲ့မှာတော့ငါကမာနမုတ်ကိုကျွေးမှာမဟုတ်ဘူးဒါကြောင့်မတိုင်ခင်တရက်မှာ2ရက်စာကောက်ပါပြောတယ်တချို့ကမယုံတဲ့အတွက်မကောက်ဘူးဥပုံနဲ့မှာငတ်ရောတခါတည်းအစာရှောင်နော်အာနာနဲ့အစာရှောင်ပြီးသားဖြစ်သွားတယ်တချို့ကလည်းမနေ့ပြန်ပေးမယ်ပြောပေးမယ်ပေးချင်မှပေးမှဒီနေ့ကောက်ထားရအောင်ပြောတဲ့ဖွဲ့ရလဲအဲ့ဒီမုတ်ပဲနော်မနေ့ပြန်အတွက်ကြုံမကောက်နဲ့နေ့တိုင်းငါထောက်ပတ်မယ်ဖရားပြောတာမယုံလို့ကောက်ထားတယ်ပိုတဲ့ဟာတွေကတိုးသွားရောအေးပျော်သွားရောနော်ဖရားကတင့်အတွက်ဂတိတည်သောဖရားပြင်ဆင်သောဖရားအလုံးလုံးသောဖရားဖြစ်တယ်ဆိုတော့ယုံကြည်တယ်ဆိုရင်မျှော်လင့်ဖို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့မှာမျှော်လင့်စွာရောက်လာသောသူတိုင်းကတင့်ရဲ့ခွဲတဲ့အပြည့်ရမှာဖြစ်တယ်အာမင်ဆိုတော့ဒီလူကိုယေရှုကမေးတဲ့အခါမှာကိုရောကျွန်တော်ကကူမဲ့လူမရှိဘူးစူးစားပြီးရေကန်ထဲတော့ဆင်းတော့ဆင်းပါတယ်ဆရာရဲ့နော်ဒါပေမဲ့အလင်းမမီဘူးကျွန်တော်ရှေ့မှာရောက်သွားတယ်တယောက်ပြီးတယောက်ကျမ်းမာသွားတယ်လို့ပြောတဲ့အခါမှာယေရှုကလည်းယေရှုရဲ့တတ်နိုင်ခြင်းနဲ့ကျွန်တော်တို့ပေါ်မှာသူထားတဲ့နှလုံးသားကိုတကယ်နားလည်ရင်လေကျွန်တော်တို့ကရဲရင်ရတယ်နော် confidence အပြည့်ရှိတယ် hallelujah ယေရှုကလေအိုးအဲ့လိုလားနောက်တစ်ခါရေလုတ်တဲ့တိစောင်းရအောင်ငါလုံးဝမအိပ်ပဲနဲ့နော်ဂျူတီဝင်ပေးမယ်ရေကလှုပ်ပြီးဆိုတော့မင်းကငါဘလို့နီးနေပဲဖြစ်ဖြစ်အရင်ဆုံးရအောင်ငါကန်ချလို့ပဲဖြစ်ဖြစ်တွန်းချလို့ပဲဖြစ်ဖြစ်နော်ငါကူညီမယ်ကွာလို့ယေရှုမပြောဘူးနော်သူ့ရဲ့ကာလသူ့ရဲ့နေ့ရက်ကိုပြောင်းပြန်လန်ပေးမယ်ဖခင်ကိုတော်တိုင်ရောက်လာတာဖြစ်တယ်ဟာလေလုယာယေရှုကလည်းတဲ့ထလို့တဲ့ကိုအိယာကိုဆောင်ရွက်လမ်းသွားလို့ဟာလေလုယာအော်ဆရာသိကောင်းတယ်နော်ရေကန်လှုပ်ခြင်းမလှုပ်ခြင်းအထက်မှာဖခင်ရှိတယ်ဟာလေလုယာကောင်းကင်မှာဆင်းလာခြင်းမဆင်းလာခြင်းအထက်မှာဖခင်ရှိတယ်လူတွေရဲ့တက်တဲ့ခံချက်နဲ့ပဲနားထောင်ပြီးခွန်အားယူဖို့အသင်ကိုဖခင်ရွေးကောက်ထားတာမဟုတ်ဘူးသင်မှာကိုယ်ပိုင်တက်တဲ့ခံချက်ရှိဖို့ဖခင်ကသင်ကိုရွေးကောက်ထားတာဖြစ်တယ်လူတွေတခါမှတက်တဲ့မခံဘူးတဲ့တက်တဲ့ခံချက်သင်ကတက်တဲ့ခံရမယ့်သူဖြစ်တယ်ဟာလေလုယာဟာလေလုယာအိုးသူတို့တက်တဲ့ခံတယ်လို့ငါလည်းတက်တဲ့ခံခြင်းလိုက်တာအိုးသူတို့ရတဲ့ဖခင်ရဲ့တက်တဲ့ငါလည်းလိုချင်လိုက်တာလို့မပြောနဲ့သင်အတွက်ဖခင်ကလူတွေတခါမှတက်တဲ့မခံဘူးတဲ့အကြောင်းအရာတွေကိုတက်တဲ့ခံနိုင်ဖို့အသစ်တော်တကားတွေကိုဖခင်ကဖွင့်ပေးမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီစကားကကြားကောင်းအောင်ပြောတဲ့စကားမဟုတ်ဘဲနဲ့ဖခင်သင်ကိုပြောနေသောစကားဖြစ်တယ်တခါတလေကျမတို့အတွေးခေါ်တွေကလေမြင်ဘူးသမျှကြားဘူးသမျှထဲမှာပဲပိတ်မိနေတတ်တယ်ဒီလူရဲ့အတွေးခေါ်ကပါလေကောင်းကင်ထဲမှာဆင်းလာမယ်ရေကန်ကိုလှုပ်မယ်ပထမဦးဆုံးဆင်းနိုင်သောသူဖြစ်တယ်ဆိုယောဂပြောက်မယ်ဒါမှန်တယ်ဖြစ်လဲဖြစ်နေတယ်ဒါပေမဲ့ဖခင်ရဲ့အကြံစီတော်ကအဲ့ဒီထက်ပါတယ်ဟာလေလုယာဟာလေလုယာဒီနေ့ချစ်တော်မိတ်ဆွေသင်ရဲ့အသက်တာအတွက်ဖခင်ကြံစီထားတဲ့အရာလူအုံနောက်နဲ့မစင်စားဘူးသေးဘူးလူမျက်စိနဲ့မမြင်ဘူးသေးဘူးနားနဲ့မကြားဘူးသေးဘူးဝိညာဉ်တော်ဘုရားကထိုအရာများကိုသိနေတော်ဘုရားဖြစ်တယ်ဟာလေလုယာအနာမရှိလူနဲ့လက်ဝါးချင်းရိုက်ပြီးတော့အသစ်တော်ရာတွေတင့်တွက်လာနေပြီလို့ပြောရအောင်အသစ်နော်အသစ်ဟာလေလုယာမကြားဘူးသေးတဲ့မသိဘူးသေးတဲ့မမြင်ဘူးသေးတဲ့တက်တဲ့ခံချက်အသစ်ဟာလေလုယာ
ကျမတို့မိသားစုရဲ့တက်တာအမြဲတမ်းဖခင်ကတက်တည်ပေးတယ်နော်ငယ်ငယ်ကလေးကတခါမှကျမတို့မကြားဘူးခဲ့တဲ့လူတွေစီကနေပြီးတော့မရဘူးခဲ့တဲ့တက်တည်ခံချက်တွေခံရတော့ခွင့်ကိုဖခင်ကျမတို့ကိုပေးခဲ့တယ်ဟာလေလုယာအော်ဆရာသိကောင်းတဲ့ဖခင်ရဲ့လက်ရတော်တွေကိုမြင်တွေ့ရတယ်ကျမအဖေကခုနပြောသလိုဝန်ထမ်းဖြစ်တယ်နော်ဝန်ထမ်းဆိုတာကပြောင်းပါဆိုရင်ပြောင်းရတာဖြစ်တယ်ဒါပေမဲ့ကျမတို့မုံရွာမြို့မှာဖျားထားတယ်အသင်းတော်စပြုလာတဲ့ခါမှာကိုတော့အသင်းတော်ကအခုမှစတာအင်မတန်မှနှဆိုးဝိညာဉ်ဆိုးတိုက်ခိုက်မှုပြင်းထန်တဲ့နေရာမှာဖြစ်တဲ့အတွက်ဒီတိုင်းထားခဲ့လို့မရဘူးလူတွေကပြောကြတယ်နင်တို့ဝန်ထမ်းတွေနင်တို့ပြောင်းရင်အသင်းတော်ကုန်မယ်ကျမတို့ပြန်ပြောတယ်မဟုတ်ဘူးငါတို့အသင်းတော်မဟုတ်ဘူးဖျားအသင်းတော်ဖျားတာဝန်ယူလိုက်မယ်ဟာလေလုယာမုံရွာမြို့မှာနှစ်ပေါင်း20ကျော်30လောက်နော်ဝန်တန်းတယောက်အနေနဲ့ပင်စင်သွားတဲ့အထိနေခွင့်ရတယ်ဆိုတာဖျားလှုပ်တာကလွဲလို့ဘယ်သူလှုပ်တာဖြစ်မလဲဟာလေလုယာတခါမှပြောင်းရွှေ့မိထွက်လာပြီရန်ကုန်ကိုပြောင်းပါဦးချင်းကနဲ့ရန်ကုန်ပြောင်းရမယ်လူတွေကရန်ကုန်တအားပြောင်းချင်ကြတယ်ဝန်ထမ်းဆိုရင်တခါတည်းအိမ်ယာပါရတယ်ရန်ကုန်မှာသားသမီးတွေကိုကြောင်းထားလို့ရတယ်အိုးပို့ပြီးတော့ခက်မီတိုးတက်တဲ့နေရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီအသင်းတော်မှာဖခင်တာဝန်ပေးထားတယ်ဆိုတာနားလဲတဲ့ခါကိုတော့မပြောင်းရဘူးလှုပ်ပေးပါမပြောင်းချင်ဘူးကိုတော့အသင်းတော်ကိုနော်ဟိုဒီတိုင်းထားခဲ့လို့မဖြစ်ဘူးဝင်းတင်းဆိုတာနဲ့ကျွန်တော်တို့ဆူတောင်းတယ်မိုးလင်းလည်းဒါပဲတောင်းမိုးချုံရင်လည်းဒါပဲတောင်းနောက်ဆုံးကြတော့ကျမတို့မျော်လင့်တဲ့အတိုင်းမဖြစ်လာပဲနဲ့ပြောင်းမိတ်အော်ဒါထွက်လာတယ်ဦးချင်းကတဲ့မုံရွာကနေရန်ကုန်ကိုဘယ်နဲ့နောက်ဆုံးထားပြီးပြောင်းပါဆိုတော့ဒီအမိတ်စာနော်အစိုးရဝန်ထမ်းတွေမှာသူတို့ဗာလဲစာနံပါတ်1တို့2တို့အဲ့လိုမျိုးထွက်တယ်အခုကနောက်ဆုံးစာထွက်ပြီးမပြောင်းလို့မရတော့ဆိုတော့ဟာဖခင်ကငါတို့ဆူတောင်းတာနားမညောင်းတော့ဘူးဘယ်လိုလုပ်ကြမလဲအသင်းတော်ဘယ်သူကဥဆောင်မလဲဘယ်လိုထားခဲ့မလဲဒါပေမဲ့ဆူတောင်းရင်းနဲ့ဖခင်ကစကားပြောလာတဲ့ခါမှာအဖေနဲ့မေရရန်ကုန်ဆင်းသွားပြီးတော့အထက်အရာရှိအကြီးဆုံးမှာတစ်လုံကမ်းမှာသွားတွေ့တယ်ဖခင်နာမနဲ့ဆူတောင်းပြီးလုံးဝယုံကြည်ခြင်းနဲ့သွားတဲ့ခါမှာသွားပြောတဲ့ခါမှာကျွန်တော်တို့ကဒီလိုအခြေအနေရှိတယ်အသင်းတော်ကလည်းအဲ့လိုတရားဝင်ကြီးပြောလို့မရဘူးဆိုတော့လေနော်ကလေးလေးလည်းကြောင်းတက်နေတယ်ကလေးမျိုးမိဘတွေနဲ့လည်းပိုနီးတယ်ပါညာဆိုဖះဆူတောင်းပြီးတော့စိတ်ထဲမှာရှိတဲ့ဖះပြောခိုင်းတဲ့အရာတွေပြောတဲ့ခါဆရာသူ့ရဲ့ဆရာအဖေရဲ့ဆရာအရာရှိအကြီးဆုံးအိုးဟုတ်လားအဲ့ဒါဆိုတော့ခမရအဲ့မှာပဲနေတဲ့နဲ့စတဲ့ကလေးကလည်းခမရပဲဥဆောင်တာဆိုတော့အဲ့မှာရှိရင်ပိုကောင်းတာဗောဆိုပြီးတော့ပြောင်းပါလို့အမိန့်ထုတ်ထားပြီးသားကိုမပြောင်းနဲ့လို့လုပ်လို့မရတဲ့အတွက်ဘာလုပ်လဲဆိုတော့ရန်ကုန်ကနေမုံရွာကိုပြန်ပြီးအပြောင်းစာပြန်ထွက်ပေးတယ်အဲ့ဒီမှာကျွန်တော်တို့ဘာရလဲဆိုတော့မပြောင်းလဲမပြောင်းရဘဲနဲ့သူတို့ကဝန်ထမ်းကြတော့သူထုံးစံကြော်လို့မရဘူးလေသူရဲ့နီးစနစ်တိုင်းသွားရတာဆိုတော့မုံရွာကနေရန်ကုန်မိသားစုလိုက်ပြောင်းရွှေ့စရိတ်ထုတ်ခွင့်ရတယ်ရန်ကုန်ကနေမုံရွာကိုပြောင်းရွှေ့စရိတ်ထုတ်ခွင့်ရတယ်တပွားမှမခွာရပဲနဲ့ဟာလေလုယာမရှိဘူးသေးတဲ့အရာတွေကိုရှိစေနိုင်တဲ့ဖခင်ပါဟာလေလုယာဟာလေလုယာဒီလူကတော့သူကန့်တက်လိုက်တာပေါ့နော်သူကြားဘူးတလောက်လေးနဲ့ကိုတော့ကျွန်တော်ကတော့ဟာမျောလင်းချက်တားမဲ့နေပြီရေကန်လဲလှုပ်လဲကျွန်တော်မစင်းနိုင်ဘူးစင်းလဲကျွန်တော်ကအလင်မမီဘူးဖခင်ကဘာပြောလဲအဲ့ဒါတွေမလိုတော့ဘူးတဲ့ထပါဟာလေလုယာဟာလေလုယာဟာလေလုယာဒီတဲ့တည့်ရဲ့အခက်ခဲဆုံးချိန်မှာဖခင်ပြောသောစကားကိုကြားတော်သူဖြစ်တယ်ဆိုရင်ထိုဖခင်စကားထဲမှာတင့်အတွက်လွတ်မြောက်ခြင်းရှိတာဖြစ်တယ်ဟာလေလုယာနားမှာရှေ့လို့ပြောပါဦးအမောင်မိုက်ဆုံးထဲမှာတင့်အတွက်လွတ်မြောက်ခြင်းလမ်းရှိတယ်လို့ပြောရအောင်အဲ့နေမှာဆိုလို့နိုးပေးတာအားလုံးနော်လောကကော်ဖီတော့မလိုတော့ဘူးလမ်းဆန့်သွားတာပဲအားလုံးနော်ဆိုတော့ထခိုင်းနာတယ်မကဘူးနော်နှုတ်ကပတ်တော်ကြည့်ရထလောတဲ့လိုက်ဆိုပါကိုအိတ်ရာကိုဆောင်၍လှမ်းသွားလို့ဟုမိန်တော်မူသည်ခဏချင်းတွင်ဟာလေလုယာဖခင်အလုံးလုံးပြီဆိုရင်ပြည့်စုံတယ်လှပတယ်နောက်မကြဘူးအာမင်ပြန်ပြောမယ်တချို့တွေတေချာနားမထောင်ဘူးဖခင်အလုံးလုံးပြီဆိုရင်လှပတယ်ပြည့်စုံတယ်နောက်မကြဘူးဟာလေလုယာဖခင်အလုံးလုံးပြီဆိုရင်ဗာလဲနောက်တစ်ခေါက်ပြန်ပြောပါဦးဖခင်အလုံးလုံးပြီဆိုရင်အလှပဆုံးဖြစ်ကြတဲ့ဆမ်းမဟုတ်ဘူးအရန်လှပတယ်တဝက်တစ်ပြက်မဟုတ်ဘူးအလွန်ပြည့်စုံတယ်ပြီးတဲ့အခါမှာပါလဲဘယ်တော့မှနောက်မကြတော့ဘုရားသင်တဲ့ကျွန်တော်ကိုးကွယ်တော့ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာကြည့်လိုက်ပါဦးနည်းနည်းယောဂပြောင်းရင်ရပြီလေနော်ပြီးရင်ကိုနည်းနည်းပါပါတိုင်လေးပါလေးကင်ကပ်ပြီးတော့လမ်းလျှောက်ကြည့်နော်နည်းနည်းပါပါလေ့ကျင့်ကဘာညာသွားနော်အဲ့လောက်ဆိုရပြီလေမပြောဘူးနော်ထားတယ်ကိုအိတ်ရာကိုဆောင်ပြီးတော့ပြန်တော့တယ်နော်စဉ်းစားကြည့်38နှစ်လုံးအိတ်ခဲ့တဲ့အိတ်ရာကိုတိုင်ထမ်းပြီးပြန်ဖို့ဆိုတော့ကိုတော့နည်းနည်းများသွားပြီနော်ဒါတော့ကိုတော့နည်းနည်းနော်ကျွန်တော်ကိုနှိပ်စက်တာနဲ့တူတယ်မနိုင်တော့ဘူးလေအဲ့လောက်ကြီးတော့မလုံနဲ့လေလို့မပြောဘူးနော်သူကဘာလုပ်တယ်လဲ
ထိုခဏချင်းတွင်အားလုံးပြောရအောင်ခဏချင်းတွင်အဲ့ဒီခဏချင်းတွင်ကသင်ရဲ့ယာတိသင်ရဲ့ season hallelujah သင်ရဲ့အပိုင်းခြားဖြစ်တယ် hallelujah ဖခင်ရဲ့ timing အချိန်တန်တော့ကအချိန်တန်တော့ကဆိုတာအဲ့ဒါပဲကိုတော်ရောက်လာတဲ့အချိန်မှာတော့သူ့ရဲ့အချိန်ကတန်သွားတာဖြစ်တယ်ဆိုတော့ထိုခဏချင်းတွင်တဲ့ထိုသူသည်ပဂတိအဖြစ်သို့ရောက်၍အားလုံးပြောရအောင်ပဂတိဆိုတာဘာလဲချုပ်ယွင်းချက်မရှိလိုအပ်တာမရှိပဂတိပြည့်စုံခြင်းကိုရောက်ပြီးတော့မိမိအိယာကိုဆောင်လျက်လှမ်းသွား၏ဟာလေလုယာဟာလေလုယာအိုးအိယာကပဲသူ့ကိုထမ်းထားရတဲ့ဘဝအိယာကပဲသူ့ကိုတစ်ချိန်လုံးနော်အိုးအိပါဒီမှာပဲမင်းဘယ်တော့မှထားနိုင်တော့မှာမဟုတ်ဘူးနော်ငါနဲ့မင်းကွာလို့မရဘူးဒါကတော့မင်းနေ့တိုင်းမိုးလင်းလဲဒီမှာပဲမိုးချုပ်လဲဒီမှာပဲတစ်ချိန်မှာတော့သူကအဲ့ဒီအိယာကိုပိုင်နိုင်စွာထမ်းပြီးတော့ဝမ်းမြောက်ခြင်းနဲ့ပြန်သွားတဲ့နေ့ရောက်လာတယ်ဟာလေလုယာnew season ဆိုတာအဲ့ဒါပဲဖြစ်တယ်နော်သင်အတွက်ဘုရားပြင်ဆင်ထားတော့အသစ်သောကာလရောက်လာပြီဖြစ်တယ်ဟာလေလုယာဟာလေလုယာအရင်တော့ကမျက်စိကန်းတော်သူလို့လူတွေပြောခဲ့တဲ့ပုံကောဟာဘုရားပေးပြောက်သွားတဲ့ခါမှာမျက်စိကန်းမျက်ကန်းလို့အရင်ကခေါ်ကြတယ်တဲ့အခုမျက်ကန်းမဟုတ်တော့ဘူးဟာလေလုယာဘာတီမဲကိုလူတွေကမျက်ကန်းလို့ခေါ်ခဲ့တယ်ဒါပေမဲ့ယေရှုနဲ့တွေ့သွားတဲ့အချိန်မှာသူဟာမျက်ကန်းမဟုတ်တော့ဘူးတတောင်းစားလို့လူတွေခေါ်ခဲ့တယ်ယေရှုကပေးပြောက်ပြီးတဲ့အခါသူဟာတတောင်းစားမဟုတ်တော့ဘူးသင်ဟာနာမင်တစ်ကိုရမဲ့သူဖြစ်တယ်ဟာလေလုယာ38နှစ်လုံးရေကန်နာမှာငါတို့သွားတိုင်းတွေ့ခဲ့တာငါတို့ဒီလိုကစားတဲ့အရွယ်ကလေးကနော်ဦးလေးနော်ဟာသူမလို့စိတ်တက်လည်းမကြတာကြည့်ပါမလဲမုတ်စိတ်မွေးတောင်ဖြူနေပြီတော့ဘယ်တော့မှလည်းပြောက်မှာမဟုတ်ဘူးပြောတဲ့လူတွေကဟာအဲ့ဒီ38နှစ်ရေကန်နာမှာအိတ်တဲ့လူသူ့အိတ်ရောက်ထမ်းပြီးပြန်လာတယ်ဘလို့ဖြစ်တာလဲသူ့အားဖြင့်ဘုရားဘုန်းတော်ထင်ရှားတယ်ဟာလေလုယာဟာလေလုယာလူတွေကသူ့ကို38နှစ်လုံးကြည့်ခဲ့တာပါလေဘယ်တော့မှယောဂမပြောက်တော့သူတစ်ချိန်လုံးစိတ်နဲ့မကြပဲဇွဲရှိနဲ့အဲ့နားမှာအိတ်နေတဲ့သူတည်တဲ့ဒီအိတ်မဲ့ထင်တာပဲလို့လူတွေသုံးသပ်ကြပေမဲ့သူ့အချိန်ရောက်လာတယ်ဟာလေလုယာနားမှာရှင်းလို့ပြောပါအောင်သင်ချိန်ရောက်လာပြီလို့ပြောရအောင်ဘယ်မှာသင်ချိန်ရောက်လာလဲလို့ပြောရင်ယေရှုရောက်လာတဲ့ချိန်ဟာလေလုယာအားလုံးလိုက်ဆိုပါလူမီတီကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတတော်ဘာဖြစ်တယ်ဟောင်းသောယာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောယာတို့သည်အသစ်ဖြစ်ကြပြီဟာလေလုယာဟာလေလုယာယေရှုရောက်လာတဲ့ချိန်မှာသင်ဟာလူသစ်ခတ်သိမ်းသောယာလို့ပြောတဲ့အတွက်သင်ရဲ့အိယာလည်းအသစ်ဟာလေလုယာသင်ရဲ့ယူပါယုံလည်းအသစ်သင်ရဲ့ကြောင်းတက်ခြင်းလည်းအသစ်သင်ရဲ့မိသားစုလည်းအသစ်ဆက်ဆံရေးတွေလည်းအသစ်ဟာလေလုယာဝမ်းမြောက်ခြင်းအသစ်ငြိမ်သက်ခြင်းအသစ်တည့်ရဲ့တက်တာမှာရောက်လာပြီဖြစ်တယ်။ဟောင်းသောအရာကငါတို့နဲ့မဆိုင်တော့ဘူး။ဟာလေလုယာ။သင်ဒီနေ့သင်ကြောက်ခဲ့ရတဲ့သို့မဟုတ်သင်စိတ်ပြတ်စွာအိတ်ခဲ့ရတဲ့အိယာကိုထမ်းလျက်ပြန်ရမယ့်နေ့ဘုရားကရောက်လာစေပြီဖြစ်တယ်။ဘသူကြောက်လဲလို့ပြောရင်ယေရှုကြောင့်ဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ဟောင်းသောအတွေးခေါ်တွေဟောင်းသောအိယာတွေဟောင်းသောကျွန်တော်တို့ရဲ့အဖြစ်ပြက်တွေထားခဲ့လျက်ခရစ်တော်နဲ့တူနေ့ရက်တဲ့ထဲမှာရှောက်လန်းရဖို့သင်ရဲ့အနာမှာရောက်လာတဲ့ယေရှုကိုနေရာပေးဖို့လိုတယ်အာမင်ချစ်တော်မိတ်ဆွေကြားမှာမေတ္တာနဲ့တိုက်တွန်းလိုတယ်အဟောင်းထဲမှာအမြဲတမ်းမနေကြဆိုနဲ့မနေ့မိုးလင်းလိုက်ငါအလုပ်သွားရအောင်မယ်မတိလိုက်တဲ့အချိန်မှာကျွန်တော်တို့အရန်ဟောင်းလွယ်ကြတယ်နော်တနေ့ဒါပါပဲငါဘဝတော့ဘာမှကောင်းတဲ့အရာတွေမျော်လင့်လို့လဲဘာမှဖြစ်လာမှာမဟုတ်ပါဘူးမျော်နေရင်းနဲ့ပဲတဖြည်းဖြည်းပူဝေးပါတယ်နော်မိုးလင်းလိုက်ရင်အလုပ်ကိုကုတ်နဲ့သွားညနေကျရင်စိတ်ပြက်လက်ပြက်နဲ့ပြန်လာနော်စားစရာရှိတာလေးစားနော်ဖုန်းလေးပို့ပြီးတော့နော်ဟိုကြည့်ဒီကြည့်နဲ့စိတ်ကလေးဖြေပြီးတော့နော်မျက်စိညောင်းတဲ့ခါအိပ်ပြောအဲ့ဒီဘဝမဟုတ်ရတော့ဘူးဟာလေလုယာနေ့ရက်တိုင်းမှာဂရုဏာတော်အသစ်ထဲမှာလန်းဆန်းစွာကောင်းခြင်းမင်္ဂလာသစ်နဲ့ဘုရားကသင်ကိုပို့ဆောင်ခြင်းနဲ့ဘုရားဖြစ်တယ်ဟာလေလုယာကျွန်မစဉ်းစားကြည့်တဲ့ဒီကျမ်းစာတွေကိုလေအတွေးခေါ်ထဲမှာပုံဖော်တက်ဖို့လေ့ကျင့်ပါနော်38နှစ်လုံးစိတ်ပြတ်စွာဘယ်တော့ဆိုတာလဲမသေးချာတဲ့မျော်လင့်ချက်ကိုစောင့်ဆိုင်ပြီးတော့အိတ်နေတဲ့ထိုပုဂ္ဂိုလ်ဟာတမဟုတ်ချင်းတခဏချင်းထိုခရစ်တော်အားဖြင့်သူခြေတော့သူကြည့်တယ်ဟာတန်မာနေပြီမတရကြည့်တယ်မတရနိုင်တယ်လမ်းလျှောက်ကြည့်တယ်လမ်းလျှောက်နိုင်တယ်ချက်ချင်းဟာလေလုယာဘုရားကအိယာကိုဆောင်းလို့ပြောတဲ့အတွက်သူအိယာကိုမြန်လိတ်ပြီးတော့တန်းကျွန်တော်တို့အရညစ်ပတ်တဲ့အိယာတွေတွေ့ဘူးလားတအားလေးတယ်နော်ကျွန်မကြုံဘူးလေညစ်ပတ်လေပဲအိယာတွေဆောင်းနေရလေ
ဟာခဲပြီးတော့နော်ထမ်းလို့တော့မနိုင်ဘူးဟုတ်တယ်မလားတခါကျတော့ရွာတူရွာမှာအဲ့လိုပဲသားသူတို့တော့အကောင်းဆုံးဆိုပြီးထုတ်ပေးတာဟာကွာအဲ့ဆောင်ချုံပြီးမအိတ်နိုင်ဘူးတလားပြီးနေဆောင်းပြီးနေတအားလေးသူ38နှစ်အိတ်ခဲ့တယ်ဆိုတော့နော်တော်တော်လေးမှာဒါပေမဲ့သူကအဲ့ဒါကိုထမ်းနိုင်တယ်ဟာလေလုယာအကောင်းဆုံးသောကျမ်းမာခြင်းနဲ့အကောင်းဆုံးသောခွန်အားနဲ့နေရ38နှစ်လုံးအိတ်ပြီးပြီဆိုတော့ခနော်ခနဲ့လေးပဲရိုင်တိရိုင်တိုင်လေးပဲမဟုတ်ဘူးနော်ဖယားအလုံးလုံးရင်လှပတယ်ပြည့်စုံတယ်နောက်မကြဘူးဟာလေလုယာဖယားအလုံးလုံးရင်လှပတယ်ပြည့်စုံတယ်နောက်မကြဘူးအဲ့ဒီအလုံးလုံးမဲ့အချိန်ကယခုသင်စီကိုရောက်လာတော့ယေရှုပြုမဲ့အချိန်ဖြစ်တယ်ဟာလေလုယာအလုံးခဏလောက်မတရရအောင်ရှိတဲ့နေရာမှာအသက်တာကိုဆက်ကပ်ရအောင်နော်ဒီ